ကျမကဖူစီ Felix နတ်မျိုးနွယ်ရဲ့ဒုတိယမင်းသမီးဒါပေမဲ့ဟွန်ဟူဟန်ဟူကတာမန်မြေခွေးတစ်ကောင်ကိုချစ်မိခဲ့တဲ့ဖခင်ဖြစ်သူအေဂရစ်ကကျမကိုပိုးပြီးအေးဆက်လာခဲ့ပြီးနောက်ဆုံးမှာတော့ထီနန်းကိုအမတ်တော်စီလွှဲအပ်လိုက်တယ်ကျမကအာနာကိုလိုချင်တာမဟုတ်ဘူးဟွန်ဟူခင်မွန်းနဲ့နင်းညမပြတ်အတူရှိနေဖို့ပဲလိုချင်ခဲ့တာသူ့ရဲ့မျိုးရိုးကိုမြင့်တင်ပေးဖို့ကျမရဲ့နှလုံးသားသွေးတွေကိုတစ်ဆက်ချင်းစီသူ့ကိုတိုက်ကြွေးခဲ့တယ်မကြခင်မှာပဲသူကမြင့်မြတ်တဲ့ကိုမိမြေခွေးတစ်ကောင်ဖြစ်လာခဲ့ပြီးကျမရဲ့ဝမ်းဘိုက်ထဲမှာလည်းကျမတို့ရဲ့ရင်သွေးလေးရှိနေခဲ့ပြီးကလေးမွေးမဲ့နေ့မှာတော့ကျမချစ်တဲ့ဟွန်ဟူကူဂျွန်းကကျမရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးကျမရဲ့လက်ပင်ကိုပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်လုပ်ခဲ့တယ်မင်းအချိန်တန်ပြီးအေဂရစ်ရဲ့အမွေဆက်ခံသူဂျီလန်ဂျယ်ဝမ်တယောက်သာငါရဲ့ကိုမိမြေခွေးသွေးကိုရဖို့ထိုက်တန်တယ်လို့ပြောခဲ့တယ်အမတော်ကဝင်လာပြီးဟွန်ဟူကိုဖတ်ထားတယ်ကျမစိတ်ပြအားငယ်စွာနဲ့လဲကျသွားခဲ့ပြီးတတိပြန်ရလာတဲ့အခါတရိတ်ဆန်ရွေးချယ်တဲ့နေကိုပြန်ရောက်နေခဲ့တယ်ဟွန်ဟူကအမတော်အတွက်နဲ့ကျမကိုစွန့်ပစ်သွားခဲ့တယ်သူတို့ရဲ့အပြုံးတွေကိုမြင်ရတော့မှသူတို့လည်းပြန်လဲဝင်စားလာကြတာဆိုတာကျမသဘောပေါက်လိုက်တယ်ဒါပေမဲ့ကျမရဲ့စွမ်းအားမပါရင်ဟွန်ဟူကတာမန်မြေခွေးတစ်ကောင်သာဖြစ်တယ်ကျမကမှစစ်မှန်တဲ့အမွေဆက်ခံသူမို့ပါထီနန်းပေါ်ကနေဖခင်ဖြစ်သူကကျမကိုအေးဆက်ဆက်ကြည့်နေတယ်လီရွက်မင်းကဒီလိုတာမန်မြေခွေးနဲ့ဆိုးလေးအတွက်နဲ့နတ်ဖျားတွေအားလုံးကိုတကယ်ပဲစွန့်လွတ်မှာလားအခုမှပဲကျမတကယ်ပြန်လဲဝင်စားလာတာလို့ယုံကြည်ရတော့တဲ့အတိတ်ဘဝတုန်းကဖះเจ้าထိတ်မှာဟွန်ဟူပေါ်ကျမရဲ့ခံစားချက်တွေကိုပွန့်ပွန့်လင်းလင်းပြောပြခဲ့မိတာဖခင်ဖြစ်သူကကျမတို့ကိုကောင်းချီးပေးလိုက်မယ်လို့မျှော်လင့်ခဲ့မိတာပရိယောဟိတ်တွေနဲ့နက်စစ်တီတွေအားလုံးအံ့အားသင့်သွားခဲ့တဲ့ဖခင်ကစိတ်ပြက်ပြီးကျမရဲ့တောင်းဆိုချက်ကိုသဘောတူခဲ့ပေမဲ့ကျမကိုလုံးဝဂရုမစိုက်တော့ဘူးဟွန်ဟူရဲ့ပရိရဲ့များတဲ့မျက်နှာကိုကြည့်ရင်ကျမယွန်ရှာမိတယ်ဒီလိုတစ္ဆာဖောက်ကိုရွေးချယ်မိတယ်ကျမကအယူပဲဆွေးနွေးပွဲကိုဖျက်တောက်ပြီးဟွန်ဟူကဒူးထောက်ကပြောလိုက်တယ်အရှင်မင်းကြီးကျွန်တော်နဲ့လီရွက်ကြားမှာဘာခံစားချက်မှမရှိပါဘူးကျွန်တော်စကားတွေကသူ့ရဲ့ဆန္ဒတသက်တာဖြစ်ပါတယ်ကျွန်တော်တခြားတစ်ယောက်ကိုချစ်ပါတယ်အမတော်မင်းသမီးကိုပဲလိုလားပါတယ်ရဲတင်းလိုက်တာမင်းကငါတို့မျိုးနွယ်ရဲ့မင်းသမီးတွေတဲကနေရွေးချယ်ဖို့ဘယ်သူမို့လို့လဲကင်းဆောင်တွေဒီမြေခွေးနဲ့ဆိုးကိုဖမ်းလိုက်ဒုတိယသမီးတစ်ယောက်အနေနဲ့ကျမလက်လျှော့ကောင်းလျှော့နိုင်ပေမဲ့အမွေဆက်ခံသူအဖြစ်ရွေးချယ်ခံထားရတဲ့အမတော်ကိုဒီလိုအသုံးမကျတဲ့နတ်ဆိုးနဲ့အတူရှိနေဖို့ဖခင်ကခွင့်ပြုမှာမဟုတ်ဘူးလန်ဂျိုဝမ်ဂျိုဟွန်ဟူကိုကူညီလိုက်ပါဖခင်နောက်3နှစ်နေရင်ဟွန်ဟူကဒန်နာရီလာကိုမိမြေခွေးရှမ်းစီရင်ဖြစ်လာလိမ့်မယ်ဘလောက်တောင်ယုံကြည်မှုရှိနေတာလဲမနေ့ကမှကျမရဲ့နက်ညံပွင့်သွားခဲ့ပြီးကျမကအေဂရီရဲ့ပြန်လဲဝင်စားခြင်းပဲဖြစ်နေတယ်အမြုပ်တွေဖြစ်လာရင်ကျမတို့ရဲ့ဘိုးဘေးတွေကိုဖုံးတခိုးကြီးမအောင်ဥဆောင်သွားမယ်ဒန်နာရီရအေဂရီရဲ့ဝိညာဉ်ပြန်လဲရောက်ရှိလာရင်မိမိန်နေတဲ့ဘိုးဘေးတွေပြန်လဲရှင်တန်လာလိမ့်မယ်အမတော်ရဲ့လိန်ညာမှုကဒီ prophet ပြုချက်နဲ့တိုက်ဆိုင်နေတဲ့ဖခင်ဗိုလ်ချုပ်တွေနဲ့အရာရှိတွေအားလုံးဝမ်းသာအားရဖြစ်သွားကြတယ်ဖခင်ကအမတော်ကိုအနာဂတ်အေဂရီအဖြစ်ချက်ချင်းကြေညာလိုက်တဲ့မှုမှတ်တွေကအမွေဆက်ခံသူရှိမှဥညွတ်ကြပြီးဟွန်ဟူကတောက်ပတဲ့ပလဲလုံးတစ်လုံးကိုဆက်တက်လိုက်တယ်ဒါကចောင်းကြီးရောက်ပလဲပဲကျွန်တော်ရဲ့အချစ်တင်ဂီတအနေနဲ့ပေးတဲ့လက်ဆောင်ပါလက်ခံပေးမယ်လို့မျှော်လင့်ပါတယ်လူအုပ်ကြီးရဲ့အော်ဟစ်အားပေးမှုကြားမှာမြေခွေးနဲ့အမတ်တော်တို့ဖတ်ထားကြတယ်ကျမရဲ့နှလုံးသားကထပ်ပြီးနာကျင်ရပြန်တယ်လမ်းမင်းကတောက်ပနေပေမဲ့ပလဲလုံးကတော့မျက်ရည်တွေနဲ့ပြည့်နှက်နေတယ်ဒီကြောက်မြက်ကမိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်တဲ့မျက်ရည်ပဲမိခင်ပေးခဲ့တဲ့နောက်ဆုံးလက်ဆောင်ခန်းသားကပြီးခါနီးပြီးမြေခွေးနဲ့အမတော်တို့ကကျမကိုလှောင်ပြောင်ကြည့်နေကြတယ်သူတို့ခုချိန်မှာအင်မတန်ပျော်နေကြမှာပေါ့အမတော်မသိတာတခုတော့ရှိတယ်ကျမရဲ့အသက်သွေးအထောက်ပံ့မရှိရင်ဟွန်ဟူကတာမန်နဲ့ဆိုတဲ့တော်ဝါမြတာဖြစ်တယ်သူမအိမ်မက်မက်နေတဲ့ကိုမီမြေခွေးဆိုတာဒီဘဝမှာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးပြီးတော့ကျမရဲ့ချစ်ရတဲ့ဟွန်ဟူကလည်းအေဂရီရဲ့စစ်မှန်တဲ့ပုံရိပ်ကကျမဆိုတာဘယ်တော့မှနားလည်တော့မှာမဟုတ်ဘူးနေ့အရွယ်ကလေးကကျမစီမှာအေဂရီရဲ့ဝိညာဉ်နိုးထနေခဲ့တာမဟုတ်ရင်တာမန်သွေးကသူမကိုကိုမီမြေခွေးရှမ်းဖြစ်လာအောင်ဘယ်လိုလုပ်နိုင်မှာလဲကျမတယောက်တည်းသာအေဂရီဘိုးဘေးအဖြစ်ဖြစ်လာနိုင်ပြီးကျမတို့မျိုးနွယ်ကိုဖုံးတခိုးကြီးအောင်လုပ်နိုင်မှာကျမစမ်းသပ်မှုတွေကိုကြော်ဖြတ်ပြီးအမြုတွေဖြစ်လာတဲ့အခါဖခင်အေဂရီတောင်ကျမနဲ့ရှင်နိုင်တော့မှာမဟုတ်ဘူးအခမ်းအနားကဖြစ်တော့မယ်လီရွက်မင်းအတွက်တခြားနတ်တလိဆန်တကောင်ရွေးလိုက်ဦးကျမနန်းတော်ကိုစောင့်ကြက်နေတဲ့အနက်ရောင်မွေတကောင်ကိုညွှန်ပြလိုက်တယ်သူ့ကိုပဲဖြစ်ပါစေအမတော်ကရေမောပြီးနတ်တလိဆန်ကိုစွန့်လွတ်ကဒီမွေကိုရွေးချယ်လိုက်တဲ့အတွက်လောင်ပြောင်းနေတဲ့နတ်တလိဆန်တကောင်ကိုရွေးရတဲ့အထူးအကြောင်းရင်းရှိပါတယ်နောက်3နှစ်နေရင်ဘသူကမြေခွေးဘသူကအစ်စ်အမှန်တကားလဲဆိုတာမင်းကိုယ်တိုင်နားလည်လာလိမ့်မယ်ပြန်ရောက်တော့ကျမရဲ့ယတနာတွေကိုဒီတာမန်အနက်ရောင်မွေကိုပြုစုပြောထောင်ဖို့အတွက်အကုန်ကြခံခဲ့တယ်ကျမသူ့ကိုရွေးခဲ့တာအယူမှုကြောင့်မဟုတ်ဘူး14နှစ်အရွယ်မှာဖခင်ကကျမတို့ညီမ2ယောက်ကိုပွဲတော်တစ်ခုခေါ်သွားတယ်အမတော်ကချောင်းမြောင်းတိုက်ခိုက်ဖို့စီစဉ်ထားခဲ့ပြီးကျမကိုနတ်ဆိုးတွေတိုက်ခိုက်ခဲ့တယ်အဲ့ဒီအချိန်မှာကျမကိုဒဏ်ရာနာတရားတွေနဲ့ကယ်တင်ခဲ့တာဒီအနက်ရောင်မွေပဲအဲ့ဒီတုန်းကကျမအယိုးကျိုးတိုက်ခံရမှုတွေအများကြီးနဲ့ပေါ်ပြီးတော့ဖခင်ကအမတော်ကို9ရက်ပဲအကျယ်ချုပ်ချခဲ့တယ်ကျမမအံ့ဩပါဘူးဖခင်ကကျမကိုအမြဲတမ်းမုန်းတီးခဲ့တာကိုမိဘတွေကကျမထက်အမတော်ကိုပိုချစ်ကြတယ်ကျမကိုမွေးပြဒီတဲ့နောက်မှာမိခင်ကအားနေသွားပြီးကျမ3နှစ်သားမှာပဲဆုံးပါသွားခဲ့တယ်အမတော်ကမိခင်ရဲ့တည်ဆုံမှုအတွက်ကျမကိုအပြစ်တင်ခဲ့ပြီးဖခင်ကတော့ကျမအပေါ်အေးဆက်နေခဲ့ပါ
နေ့လယ်12နာရီမှာကျမရဲ့အတိတ်ဘဝကဧကရီမက်ညံတွေကိုပြန်ရခဲ့ပေမဲ့မိသားစုတွေကကျမကိုဖယ်ရှားပစ်မှာစိုးရိမ်လို့ဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့တယ်။အမြူတွေဖြစ်လာတဲ့အချိန်ကျရင်သူတို့ကိုပြန်ပေးဆက်ခိုင်းမယ်လို့ဆုံးဖြတ်ထားလိုက်တယ်။ကျမရဲ့ပြုစုပြောင်းထောင်မှုကြောင့်အနက်ရောင်ငွေဟာတစ်နှစ်အတွင်းမှာပဲအဖိုးတန်သွေးပါတယ်လေးချောင်းထောက်တရဝတကောင်ဖြစ်လာခဲ့တယ်။အနက်ရောင်ငွေကဟုံဟူထက်ပိုပြီးတစ္ဆာရှိတယ်။သူကကျမနဲ့တစ်တလုံးအတူနေဖို့ခဏခဏတောင်းဆိုပေမဲ့ကျမငင်းဆန်ခဲ့တာကြောင့်သူစိတ်ကောက်တတ်တယ်။လီရွက်မင်းငါကိုဘာလို့ဒီလောက်တောင်အနီးကပ်မနေချင်ရတာလဲ။ငါတခုခုမှားနေလို့လား။မင်းတို့အထီးတွေကအမြဲတမ်းမတည်မြဲကြဘူးတခြားနေရာကပိုကောင်းမယ်လို့အမြဲထင်နေတတ်ကြတယ်အနက်ရောင်မွေကချက်ချင်းပဲအကြောင်းပြဖို့ကြိုးစားတယ်မဟုတ်ပါအနက်ရောင်မွေကအပြုတ်မူကောင်းပေမဲ့ဟုံဟူရဲ့ဒဏ်ရာကြောင့်ဘသူ့ကိုမှမယုံရဲတော့ဘူးရုတ်တရက်တရှိရှိမိတန်တစ်ခုကြားလိုက်ရတဲ့ဖခင်ကအမတော်ကိုခေါ်လာတယ်သူတို့နှစ်ယောက်ကျမနန်းတော်ထဲဆင်းသက်လာကြတယ်ဖခင်ကကျမနန်းတော်ကိုပထမဆုံးအကြိမ်ရောက်လာတာဖြစ်မဲ့သူတို့ဆင်းသက်လိုက်တာနဲ့ပဲလီရွက်မင်းရဲ့အမတော်ဟုံဟူကစွမ်းအားမြင့်တင်ဖို့ကြိုးစားရင်းဒဏ်ရာရသွားတယ်သူ့ကိုကုသဖို့မင်းရဲ့ပစ္စည်းကလိုအပ်နေတယ်ဘန္နာတိုက်ကရတနာတွေအားလုံးကိုအမတော်ကိုပေးပြီးပြီလေကျမလက်ထဲမှာဘာမှမကြံတော့ဘူးငါလိုချင်တာကိုမင်းမဖြစ်မနေပေးကိုပေးရမယ်ဘာကိုလဲမင်းရဲ့နှလုံးသားသွေးပဲအဲ့ဒီစကားကြတော့ကျမရဲ့မျက်နှာဖြူဖြော့သွားတယ်နက်အေဂရစ်သမီးတော်ရဲ့သွေးနဲ့အသားဟာအယိုးတွေကိုပြန်လဲရှင်တန်စေပြီးအံ့ဖွယ်ရာတွေကိုဖန်တီးနိုင်တဲ့အတိတ်ဘဝတုန်းကကျမဟာနှစ်စဉ်နှစ်တိုင်းကျမရဲ့နှလုံးသားသွေးကိုဟုံဟူကိုတိုက်ကြွေးခဲ့လို့သူကအစင်စင်တက်လန်းနိုင်ခဲ့တာအမတော်ကနတ်ဆိုးပေးကြောင်မတည်ခင်မှာဟုံဟူကသူ့ဆွမ်းအားကိုဆွန့်လွတ်ပြီးသူ့ဆုပ်ယူထားတဲ့သွေးတွေကိုပန်းကြပွင့်တွေဖြစ်ပြောင်းလဲပေးခဲ့တယ်အမတော်ကတော့နတ်ဖုန်နှန်းကိုတက်လန်းပြီးအမြုပ်တွေဖြစ်သွားခဲ့တယ်ဒီဘဝမှာလေကျမကသူတို့ရဲ့အတုံးချခံဖြစ်ရအောင်မလားဘာကြောင့်လဲအမတော်ကရေမောလိုက်တယ်ဘာကြောင့်လဲဆိုတော့မင်းကလူသားဖြစ်နေလို့လေမိခင်အတွက်မင်းအသက်ပေးတဲ့နဲ့ငါကအေဂရီဖြစ်လာပြီးမျိုးနွယ်ကိုဂုံတက်စေမယ်မင်းကတော့အနက်ရောင်မွေနဲ့အတူတောကြူတောင်ကြားမှာပုံအောင်နေရလိမ့်မယ်မင်းရဲ့သွေးကဟုံဟူကိုကန်ကောင်းစေလိမ့်မယ်အဲ့ဒါကမင်းရဲ့တန်ဖိုးပဲဒေါသကြောင့်ကျမအသက်ရှူရကျက်လာပြီးခေါင်းတွေမူးဝေလာတယ်ကျမဖခင်ကိုတောင်းပန်တဲ့မျက်လုံးတွေနဲ့ကြည့်မိတယ်ဂျီလန်ကနတ်မျိုးနွယ်ရဲ့ဂုံယူစရာပဲလီရဲ့မင်းရဲ့မျိုးနွယ်အတွက်မင်းကိုမင်းစတေးလိုက်စမ်းပါကံကြမ္မာကိုလက်ခံလိုက်ရင်ကျမတိတ်ဆိတ်သွားတယ်ရုတ်တရက်အနက်ရောင်မွေကရွှေရောင်လေးချောင်းထောက်ပိုင်တွင်ဖဲသန်းအဖြစ်ပြောင်းလဲသွားပြီးဖခင်နဲ့အမတော်စီကိုခုံဝင်လိုက်တယ်လီရွက်ငါသူတို့ကိုခဏလောက်ထိန်းထားပေးမယ်မြန်မြန်ပြေးကျမအံ့အားသင့်သွားတယ်တာမန်နတ်ဆိုးလေးတစ်ကောင်ကနတ်ဖျားအေဂရစ်ကိုစိန်ခေါ်လိုက်တာဒါဟာယူတုမှုတသက်ပဲဖခင်ကအနက်ရောင်မွေကိုအထင်သေးစွာနဲ့ကစားနေပြီးမကြခင်မှာပဲဒဏ်ရာတွေနဲ့မူလပုံစံအတိုင်းပြန်ဖြစ်သွားတယ်ကျမရဲ့အဖော်သာမဟုတ်ရင်ပထမဆုံးအချက်တဲနဲ့တင်တည်သွားပြီးမွေကနောက်ထပ်တိုက်ခိုက်ဖို့အတင်းပြီးထလာတယ်အဲ့ဒီအချိန်မှာကျမအကုန်နားလဲသွားတယ်ဟုံဟူလိုပဲအားလုံးကမိုင်းရိုင်းကြတာမဟုတ်ဘူးကျမကိုချစ်တဲ့သူကအနားမှာရှိနေတာပဲမျက်ရည်တွေနဲ့အတူအနက်ရောင်မွေရှိမှရက်လိုက်ပြီးတိုက်ခိုက်တာရက်လိုက်ပါတော့ကျမသဘောတူပါတယ်လို့ပြောလိုက်တယ်ဒါပေမဲ့ဒေါသထွက်နေတဲ့မွေကဆက်ပြီးတိုက်ခိုက်နေသေးပဲမင်းကိုထိခိုက်အောင်လုပ်ရင်ငါ့ကိုအရင်ကြော်ဖြတ်သွားရမယ်ကျမအနက်ရောင်မွေကိုအနှဲငယ်တတိလစ်သွားအောင်လှုပ်လိုက်ပြီးအစေခံကိုခေါ်ကအနားယူဖို့ပို့လိုက်တယ်ကျမကိုယ်တိုင်ကတော့ဖခင်အေဂရစ်နဲ့အမတော်နောက်ကိုစေကူခန်းစီလိုက်သွားခဲ့တယ်အဲ့ဒီမှာဖခင်ကခက်ရင်းနဲ့ကျမရဲ့နှလုံးသားထဲကအသက်သွေးကိုယူလိုက်ပြီးအမတော်ကပလင်းထဲကိုစုသိမ်းလိုက်တယ်မခံမရက်နိုင်တဲ့နာကျင်မှုကြောင့်ကျမတကူလုံးတုန်ခါနေတယ်သူတို့ပြီးသွားတဲ့အခါဆရာဝန်တွေကဒဏ်ရာတွေကိုကုသပေးပြီးဆေးရည်တိုက်တယ်10ရက်ကြာမှပဲကျမအနှဲငယ်တတိပြန်လဲပြီးကိုယ့်ခန်းကိုပြန်လာနိုင်ခဲ့တယ်မွေကကျမရဲ့အားနည်းနေတဲ့အခြေအနေကိုမြင်တော့အကြီးအကျယ်ဒေါသထွက်သွားတယ်သူကကျမအတွက်လက်စားချေပြီးဒီအချက်တရားကိုစေးကြောပစ်ဖို့ချိန်ဆလိုက်တယ်ကျမသူ့ကိုပုတ်တက်ပြီးနှစ်သိမ့်လိုက်တယ်အဲ့ဒီနေ့ကမကြခင်ရောက်လာလိမ့်မယ်အဲ့ဒီညမှာပဲမွေကကျမရဲ့ခင်မုန်းဖြစ်လာခဲ့တယ်အေဂရီတယောက်အနေနဲ့ကျမရဲ့ကံကြမ္မာကအဖော်ပေါ်တက်ရောက်မှုရှိတယ်မွေရဲ့ခန္ဓာကိုယ်ထဲမှာနတ်သွေးတွေစီးဆင်းနေတဲ့အထီးတွေးတစ်ချက်တင်သူ့ကိုငကားဖြစ်အောင်ပြောင်းလဲပေးနိုင်တယ်ကျမကိုတစ္ဆာဖောက်တဲ့ကြိုးကြာကတော့ကျမရဲ့သွေးကိုရရှိထားရင်တော့ဘယ်တော့မှမြင့်မြတ်မလာခဲ့ဘူးနှစ်ကြာပြီးနောက်အမွေဆက်ခံခြင်းအခမ်းအနားစတင်ခဲ့တဲ့အမတော်ကမင်္ဂလာဝတ်စုံနဲ့ကြိုးကြာနဲ့အတူပူဇော်ရတိုင်းမှာရက်နေတဲ့အေဂရစ်အရာရှိတွေနဲ့လူထောင်ပေါင်းများစွာကအောက်ကနေကြည့်ရှုနေကြတယ်နတ်မျိုးနွယ်ရဲ့ဝိညာဉ်တွေကုန်ခန်းနေပြီးအေဂရီရဲ့ပုံရိပ်လွာကသာကျွန်ုပ်တို့ကိုကဲတင်နိုင်မယ်ဒီနေ့ဂျီလန်ကသူ့ရဲ့စွမ်းအားအတွက်ပူဇော်ရတိုင်းကိုတက်လန်းလိုက်မယ်ဒါကပြန်လဲရှင်တန်ဖို့ကျွန်ုပ်တို့ရဲ့အခွင့်အရေးပဲသူတို့ကိုယုံကြည်ကြစို့သူမသာစွမ်းအားမြင့်တင်ဖို့မလုပ်ပဲအနက်ရောင်မွေကိုပဲရွေးချယ်ခဲ့တဲ့ဆူလီရွက်ဆူလီရွက်လိုသာဖြစ်လာရင်ကျွန်ုပ်တို့မျိုးနွယ်ပျက်စီးသွားလိမ့်မယ်လီရွက်ရဲ့ရှက်ဖွယ်ကောင်းတဲ့ပြင်းမှုမျိုးထပ်မဖြစ်တင်ဘူးလူအုပ်ကြီးရဲ့စကားတန်တွေကနားထဲမှာစူးဝင်နေပေမဲ့ကျမကတော့တည်ငြိမ်နေတဲ့ပူဇော်ရတိုင်းပေါ်မှာအမတော်ရဲ့အမူအရာတွေကကြာဆင်းနေတာဟာဘေးအန္တရာယ်ကိုဖိတ်ခေါ်နေတာပဲမကြခင်မှာပဲဘသူကစစ်မှန်တဲ့အေဂရီလဲဆိုတာအလုံးနားလဲသွားကြလိမ့်မယ်အမတော်နဲ့မြေခွေးတို့ကတော့မိုးကြိုးတံကိုခံယူလိုက်ကြတယ်ကောင်းကင်မီးတောင်များနှင့်ဥပဒေသားဆွမ်းအားများကသူတို့နှစ်ဦးပေါ်ကြားရောက်လာသည်အမတော်သည်နာကျင်မှုကြောင့်အော်ဟစ်လိုက်သည်မြေခွေးမှလည်းခဏအတွင်းမှာပင်အရှုံးပေးလိုက်ပြီးမူလပုံစံသို့ပြန်လဲပြောင်းလဲသွားသည်မကြမီတွင်စမ်းသပ်မှုပြီးဆုံးသွားသည်အမတော်မှသပင်များရှုပ်ပွားကအာရင်ကုန်ခန်းလျက်ရက်နေသည်ဟုံဟူမှလည်းစမ်းသပ်မှုမအောင်မြင်ပဲမတက်ရက်ရနေရာတွင်လဲကျနေကကျမကိုနောက်တရသောမျက်လုံးများဖြင့်ကြည့်နေသည်အတိတ်ဘဝတုန်းကဆိုလျင်သူသည်ကိုမြင့်မြေခွေးအဖြစ်ချက်ချင်းပြောင်းလဲပြီး
ဘေးဒုက္ခများကိုအလွယ်တကူကြော်ဖြတ်နိုင်ခဲ့သည်သို့သောယခုမူသူ၏စွမ်းအားများပျောက်ကွယ်သွားပြီဖြစ်သည်ကျမကသာပြုံးလိုက်ပြီးအတန်မထွက်ဘဲဒါမျိုးတော့ခံတဲ့နယ်ဟုရေရွတ်လိုက်သည်စမ်းသပ်မှုကိုအောင်မြင်စွာဖျက်ကျော်လာသောစူဂျီလန်သည်လည်းသူ့ကိုအထင်သေးစွာကြည့်နေသည်တေးအောင်ဆောင်မနေနဲ့နောက်မှငါအေဂရီစွမ်းအားကိုအမွေဆက်ခံပြီးရင်မင်းကိုအသက်ကယ်ပေးမယ်ဟုံဟူသည်ဒဏ်ရာရထားသောခြေထောက်ကိုဆွဲပြီးပလင်မအနိုင်ဆင်းလာကကျမဘေးကိုဖျက်သွားသည့်အခါတွင်လည်းစင်ကြေပေးဖို့ကြိုးစားနေစေပင်စူလီရွက်မဝါကြွားပါနဲ့ဂျီလန်ရဲ့အေဂရီစွမ်းအားနဲ့ဆိုရင်ငါလည်းကိုမီးမြေခွေးဖြစ်လာမှာပဲအဲ့ဒီခါကျရင်ငါတို့နှစ်ယောက်ပေါင်းပြီးနတ်ပုံကိုတိမ့်ပိုက်ကြမယ်အနက်ရောင်ငွေကသူ့ကိုခြေဖြစ်ကန်ထုတ်လိုက်သည်ဖခင်ဖြစ်သူကကျေနပ်စွာဖြင့်ပြောလိုက်သည်ရှီလန်မင်းကပေါ်ထွက်လာပြီးပြီဆိုတော့မြန်ပဲအေဂရီစွမ်းအားကိုအမွေဆက်ခံလိုက်ပါငါနဲ့ငါရဲ့ဘိုးဘေးတွေဒီအချိန်ကိုစောင့်ခဲ့ရတာအရန်ကြာလာပြီမူးမများကတညီတညွတ်ထဲအော်ဟစ်လိုက်ကြသည်မင်းသမီးဂျီလန်စွမ်းအားကိုလက်ခံယူပြီးထီနန်းကိုတက်လန်းတော်မူပါပလင်ပေါ်မှအမတော်မှာတုံလုံးချောက်ချားနေသည်သူမကအေဂရီပြန်လဲဝင်စားသူအဖြစ်ဟန်ဆောင်ထားတော်လဲယခုမူလန်းဆုံးသို့ရောက်နေပြီဖြစ်သည်စိတ်ပြအားငယ်စွာဖြင့်သူမသည်ကောင်းကင်ကိုတောင်းပန်ပြီးအေဂရီ၏မြစ်တာနှင့်စွမ်းအားကိုတောင်းခံနေသည်သို့သောမိနစ်30ကြာသည့်တိုင်ကောင်းကင်ဘုံကတိတ်ဆိတ်နေသည်အမတော်ကရှက်ရွံ့စွာဖြင့်ဖခင်သမီးပင်ပန်းနေပြီးအနားယူပြီးမှအေဂရီစွမ်းအားကိုလက်ခံတော့မယ်ဟုပြောလိုက်သည်ဖခင်၏မျက်နှာမှာမျက်မှောင်သွားပြီးမှုမများကလည်းသူမအပေါ်တန်တရားဝင်ကတိုးတိတ်ပြောဆိုနေကြသည်လှုပ်ရှားရမည့်အချိန်ရောက်ပြီးကျမသည်အနက်ရောင်မွေး၏လက်ကိုဆွဲကင်ကပလင်ပေါ်သို့တက်လိုက်သည်စူဂျီလန်၏မျက်မှောင်များကျုပ်သွားပြီးအကျင့်အတိုင်းပင်ကျမကိုစူပူလေတော့သည်စူလီရွက်ဘာလာလောက်တာလဲမင်းရဲ့အနက်ရောင်မွေးနဲ့ငါ့ကိုအဆက်မခွဲနဲ့တော့အခုချက်ချင်းထွက်သွားစမ်းကျမအေးဆက်ပြုံးလိုက်သည်အေဂရီစွမ်းအားဆိုတာကိုကျိုးအတွက်လှုပ်တဲ့သူတွေစီမရောက်ဘူးမင်းကငါစီကနေမြေခွေးကိုလူယူသွားနိုင်ပေမဲ့ငါကန်ကျမကိုတော့လူယူလို့မရဘူးအမတော်ကဒေါသတကြီးဖြစ်ငါတော့မလုံနိုင်ဘူးဆိုရင်မင်းကလုံနိုင်လိမ့်မယ်လို့ထင်နေတာလားဟုမေးသည်ကျမကပြုံးလျက်ဟုတ်တယ်ငါကိုယ်တိုင်ကမှစစ်မှန်နဲ့ပြန်လဲဝင်စားလာတဲ့အေဂရီမိုးလိုပဲဟုပြန်ဖြေလိုက်သည်ဖခင်ဖြစ်သူကဒေါသအကြီးအကျယ်ထွက်သွားသည်စူလီရွက်မင်းအားလုံးရှိမှယူကြောင်ကြောင်စကားတွေပြောနေတာလားနန်းတွင်းမိသားစုကိုအဆက်ခွဲနေတာပဲကင်းဆောင်တွေစူလီရွက်ကိုမျိုးနွယ်စုစီမံခန့်ခွဲရေးဌာနစီခေါ်သွားပြီးခြေထောက်နှစ်ဖက်လုံးကိုပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်လုပ်ပေးလိုက်အဲ့ဒါသူ့အတွက်အပြစ်ပေးခြင်းပဲမူးမတ်များကလည်းဝေဖန်ပြောဆိုနေကြသည်စူလီရွက်ကဒီမွေနဲ့အတူအမြုပ်တွေဖြစ်ချင်ပြီးကံကြမ္မာကိုပြောင်းလဲချင်နေတာတဲ့မိုးကြိုးပစ်ခံရပြီးစွမ်းအားတွေဆုံးရှုံးသွားရင်ရဲစရာပဲဖြစ်မှာနာမည်ကြီးဖို့ဆိုရင်ဘာမဆိုလုံးမဲ့သူပဲကဲ့ရဲ့တန်များကိုလစ်လူရှုကကျမသည်အနက်ရောင်မွေ၏လက်ကိုဆွဲကင်ပြီးကောင်းကင်ဘေးတံကိုထပ်မံခေါ်ယူလိုက်သည်ထိုအချိန်တွင်ဖခင်အေဂရစ်ကဒေါသဖြင့်ကျမစီကိုအားပါပြီးကြောက်မက်ဖွယ်ကောင်းသောတွေးထွက်တန်ယူတိုက်ခိုက်မှုတစ်ခုကိုပြုလုပ်လိုက်သည်ကျမသည်စမ်းသပ်မှု၏အရေးကြီးဆုံးအဆင့်တွင်ရှိနေပြီးအသက်ဆုံးရှုံးနိုင်ခြေအလွန်များနေသည်အောင်မြင်လျင်စစ်မှန်သောအမြုတေဘဝနှင့်ကြီးမားသောစွမ်းအားကိုရရှိမည်ဖြစ်ပြီးမအောင်မြင်လျင်ဟွန်ဟူကဲ့သို့ဘာမျှမကြံရတော့ပေထိုကဲ့သို့အရေးကြီးသောအချိန်တွင်အင်ဖခင်ကကျမကိုတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ခုခံရန်စွမ်းအားမရှိတော့ပေဖခင်၏သွေးစွန်းသောတိုက်ခိုက်မှုကကျမစီနီးကပ်လာသည်ကိုသာတတ်နိုင်သမျှကြည့်နေမိသည်လက်ကိုဖယ်လိုက်စမ်းအနက်ရောင်မွေသည်ကျမရှိသို့ပြန်လည်ရောက်ရှိလာပြီးဒေါသတကြီးဟိန်းဟောက်လိုက်သည်ခဏအတွင်းမှာပင်ရွှေရောင်လင်းတန်းများထွက်ပေါ်လာပြီးငါးချောင်းပါသောရွှေနဂါးကြီးအဖြစ်ပြောင်းလဲသွားသည်နဂါး၏လက်သေးဖြင့်ရိုက်ခတ်လိုက်သောအခါအေဂရစ်၏တိုက်ခိုက်မှုကိုပြန်လည်တွန်းလှန်လိုက်ပြီးကောင်းကင်တိမ်တိုက်များစီသို့ပြန်တက်သွားသည်သူ၏အကြည့်ကမြေပြင်တစ်ခွင်ကိုလွှမ်းခြုံသွားပြီးအေဂရစ်၏မျက်လုံးထဲတွင်ကြောက်ရွံ့မှုအရေးရောင်များပေါ်လာသည်မယုံနိုင်စရာပဲငါးချောင်းပါတဲ့ရွှေနဂါးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း9000ကလေးကပျောက်ကွယ်သွားတာလေအခုဘလို့လုပ်ပြီးတကောင်ပေါ်လာတာလဲငါးချောင်းပါသောရွှေနဂါးဆိုသည်မှာကိုမိမြေခွေးထက်သွေးမျိုးရိုးပုံမမြင့်မြတ်သောနတ်ဖျားဖြစ်သည်သူသည်ကောင်းကင်နှင့်မြေကြီး၏စွမ်းရည်များကိုစုပ်ယူပြီးသူ၏အသက်ရှူတန်ကနတ်ဖျားများနှင့်နတ်ဆိုးများကိုတန့်စင်ပေးနိုင်သည်သူ၏စွမ်းအားကကဘာသုံးခုလုံးကိုတုံးလုံးစေပြီးတက်ရှိအားလုံးကိုနှိမ်နင်းနိုင်သည်ရှေးခေတ်စစ်ပွဲအပြီးတွင်သူသည်ဒဏ္ဍာရီထဲတွင်သာကျန်ရစ်ခဲ့တော်သည်မောဇာချွန်းသည်ကောင်းကင်ကိုတုံလှုပ်သွားစေပြီးတိမ်တိုက်များကိုစွမ်းအားဖြင့်ဖောက်ခွဲလိုက်သည်သူ၏ကြီးမားသောကိုယ်ခန္ဓာကြီးကကောင်းကင်ဘုံသို့ထိုးဖောက်တက်သွားရာကောင်းကင်ဘေးဒဏ်အောင်သူ့ကိုမတားဆီးနိုင်တော့ပေသို့သောထိုဘေးဒဏ်ကသူ့ကိုပုံမခိုင်ပါစေသည်သူ၏အကျေးခုံများကမိုးကြိုးအောက်တွင်တောက်ပနေပြီးမိုးချုံတန်တိုင်းတွင်ပုံမအားကောင်းလာသည်နတ်ဖျားသွေးများကသူ၏သွေးကြောထဲတွင်စုပွက်နေပြီးချက်ချင်းပင်စမ်းသပ်မှုကိုအောင်မြင်စွာဖျက်ကျော်လိုက်ပြီးလူပုံစံကိုပြောင်းကာကျမရှိတွင်ဒူးထောက်လိုက်သည်သူ၏အတန်မှာယိုသေးလေးစားမှုရှိတော်လဲစိုးရိမ်မှုများလည်းပါဝင်နေသည်လီရွက်ကျေးဇူးပြုပြီးကျွန်ုပ်ကိုနာမည်တစ်ခုပေးသနာတော်မူပါလီရွက်သည်သူ့ကိုငြိမ်သက်စွာကြည့်နေသည်သူမ၏မျက်လုံးထဲတွင်တတိထားရမည့်အရေးရောင်များထင်ဟပ်နေသည်ကျမကအေးဆက်ဆက်နဲ့ပြောလိုက်တယ်မင်းကငါရဲ့စွမ်းအားကြောင့်ပဲမွေကနေငကားဖြစ်လာတာလေဘာလို့ငါစီမှာနာမည်ပြန်တောင်းနေသေးတာလဲမော့ဇန်မူဇာချွန်းကိုကြည့်ရင်ကျမအဲ့ဒီအနီရောင်မြေခွေးကိုပြန်တရိရမိတယ်သူလည်းပဲခက်ခဲတဲ့အချိန်တွေတုန်းကကျမဘေးမှာရှိနေပေးခဲ့ပြီးအားပေးခဲ့ပေမဲ့နောက်ဆုံးတော့အာနာကိုပဲရွေးချယ်သွားခဲ့တာနောက်တော့သူကကျမကိုတစ္ဆာဖောက်ပြီးငရဲခန်းနဲ့ပြစ်ချခဲ့တယ်မိခင်ဆုံးပါသွားပြီးနောက်ဖခင်ကကျမကိုဆူဆွတ်ပြီးပျက်စီးနေတဲ့နန်းတော်ထဲမှာပိတ်လောင်ထားခဲ့ပြီးတစ်နှစ်လုံးလာမကြည့်ခဲ့ဘူးအစီခံတွေကလည်းဖခင်ကိုအလိုလိုက်တဲ့အနေနဲ့ကျမကိုအစာမကျွေးပဲကြံရစ်တဲ့အညစ်အကြေးတွေကိုသာစားခိုင်းခဲ့
ကြားတယ်6နှစ်သမီးအရွယ်မှာပြင်းထန်တဲ့ဆောင်းလေးကိုကြောက်ပြီးအေးဆက်နေတဲ့ကတင်ပေါ်မှာဗိုက်စာလိုအိတ်မပျော်ခဲ့ရဘူးအဲ့ဒီတုန်းကအဲ့ဒီအနီရောင်မြေခွေးလေးကကျမလက်ကိုလာပို့တက်ပေးခဲ့ဘူးတဲ့နောက်တော့ဟွန်ဟူကကျမအတွက်အမဲလိုက်ပြီးမိခင်ပေးခဲ့တယ်အဲ့ဒီတုန်းကဟွန်ဟူရဲ့မျက်လုံးတွေကကျဲလေးတွေလိုတောက်ကနေခဲ့တယ်ငါတို့အမြဲတမ်းအတူတူနေမယ်ကဘာကြီးကိုလဲပတ်မယ်လို့ကတိပေးခဲ့ကြတယ်ကျမသူ့အပေါ်အရန်ယုံကြည်ခဲ့ပေမဲ့အခက်ခဲကိုတော့အတူရင်ဆိုင်နိုင်ပြီးစီးစိမ်ဥစ္စာကိုတော့မမျှဝေနိုင်ကြလိမ့်မဲလို့မထင်ခဲ့မိဘူးမြေခွေးကကျမကိုမဆုံးခွာခဲ့တာတစ္ဆာရှိလို့မဟုတ်ဘူးအဲ့ဒီအချိန်တုန်းကသူကဘာအဆက်အသွယ်ဘောဇာမှမရှိတဲ့တာမန်မြေခွေးတစ်ကောင်ပဲရှိသေးတာကျမကသူ့အတွက်တော့ပိုကောင်းတဲ့အခွင့်အရေးရတဲ့အထိခစ်တက်ခိုလုံရတဲ့နေရာတစ်ခုသာဖြစ်ခဲ့တာပဲအဲ့ဒီတစ္ဆာဖောက်မှုကလူတွေပေါ်ယုံကြည်မှုတွေကိုပျက်စီးသွားစေခဲ့တယ်အခုမော့ဇာချွမ်းကမဖြစ်နိုင်တာကိုလုပ်ပြပြီးကံကြမ္မာကိုစန့်ကျင်နေရင်နောက်ထပ်စီမံထားတဲ့ထောင်ချောက်တစ်ခုဖြစ်မှာကိုကြောက်လို့သူ့ကိုချက်ချင်းနှလုံးသားဖွင့်မပေးနိုင်သေးဘူးကျမရဲ့စကားကိုကြားတော့မော့ဇာချွမ်းတုံလို့သွားတယ်သူ့မျက်လုံးတွေထဲမှာနက်နေတဲ့ဆုံးဖြတ်ချက်တွေထာဝရဆွဲနဲ့စိတ်ရင်းမှန်တဲ့ချစ်ခင်မှုတွေပေါ်လွင်နေတယ်လီရွယ်မင်းငါ့ကိုရိုက်နှက်ပါဒါပေမဲ့မောင်းမထုတ်ပါနဲ့ငါစွမ်းအားတွေကုန်ခန်းသွားရင်တော့နောက်ဆုံးထွက်သက်အထိမင်းရဲ့အဆောင်ရှောက်တိရစ္ဆာန်အဖြစ်ရှိနေပေးမှာပါဒီဘဝတင်မကနောက်ဘဝအထိပါပဲသူ့စကားတွေကထာဝရတစ္ဆာဆိုသလိုခိုင်မာနေပြီးကျမရဲ့အေးခဲနေတဲ့နှလုံးသားကိုအရေးပြောစေခဲ့တယ်ကျမရဲ့နှလုံးသားကပြန်ပြီးနှွေးထွေးလာတဲ့အတိတ်ဘဝတုန်းကချစ်ရသူရဲ့တစ္ဆာဖောက်မှုနဲ့နှိစက်သူတွေရဲ့ပြစ်ပယ်ခြင်းကိုခံခဲ့ရပေမဲ့ဘယ်သူမှကျမပေးမှာအေဂရစ်နဲ့တေမင်းရဲ့အနေရရှိမှာတော့ဒီလောက်ခိုင်ခိုင်မာမာယက်တီပေးခဲ့ဘူးတာမဟုတ်ဘူးမျက်ရည်တွေကိုတုပ်လိုက်ပြီးကျမတိုးတိုးလေးပြောလိုက်တယ်ကောင်းပြီငါမင်းကိုနာမည်ပေးမယ်မော့ဇန်မော်ဇာချွန်းတိမ်တိုက်တွေကြားကမြေနဂါးမျိုးနွယ်ရဲ့မွေးဒီအချိန်ကစပြီးမင်းကငါရဲ့မြင့်မြတ်တဲ့တိရစ္ဆာန်ပဲအနာဂတ်မှာမင်းကတောင်းတွေကိုမြေဩဇာပေးပြီးမြစ်တွေကိုထိမ့်သိမ်းကလူတွေကိုကယ်တင်ရလိမ့်မယ်မော့ဇာချွန်းကသူ့နာမည်ကိုအရန်သဘောကျသွားတဲ့သူ့မျက်လုံးထဲကအမိုက်မောင်တွေကကျယ်ရီလိုတောက်ပသွားတယ်သူကပျော်ရွှင်စွာနဲ့ရွှေရောင်နဂါးအဖြစ်ပြောင်းလဲပြီးတိမ်တိုက်တွေကြားမှာပြန်ဝဲကကောင်းကင်ကိုရွှေမုံတွေဖြန်းပေးလိုက်တယ်ပြီးတော့လူပုံစံပြန်ပြောင်းပြီးဒူးထောက်လိုက်တယ်နာမည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘေးမှာရက်နေတဲ့စူဂျီလန်ကတော့အားလုံးကိုငေးကြည့်နေတယ်။သူမရဲ့မျက်လုံးထဲမှာရှုပ်ထွေးတဲ့ခံစားချက်တွေပေါ်လာပြီးမျက်နှာကလည်းရုပ်ဆိုးလွန်းစွာရှုံ့မဲ့သွားတယ်။စူလီရွက်မင်းကနက်တရိတ်ဆန်တကောင်ကိုအေဂရစ်ရှိမှရိုင်းပြခွင့်ပေးရတဲ့ပေါ့။ဒါကထီးနှန်းကိုစန့်ကျင်တဲ့ကြီးမားတဲ့ပြစ်မှုပဲ။အေဂရစ်ကကောင်းကင်မှာပြန်ဝဲနေတဲ့မော့ဇာချွမ်းကိုကြည့်ပြီးအံ့အားသင့်မှုကနေလောဘရာကြီးဖြစ်သွားတယ်။ငါးချောင်းပါတဲ့ရွှေနဂါးဆိုတာဒန္နာရီလာနက်တရိတ်ဆန်ပဲသူ့ကိုယ်သာတိမ့်သွင်းနိုင်ရင်သူ့အာနာကပိုကြီးမားလာပြီးနက်ပုံမှာထိတ်ဆုံးကိုရောက်လာလိမ့်မယ်။သူကချောင်းဟန်လိုက်ပြီးတီကြီးတဲ့ဟန်ဆောင်ကမော့ဇာချွမ်းကိုပြောလိုက်တယ်မော့ဇာချွမ်းမင်းကငါရဲ့အဆောင်ရှောက်ဖြစ်တာဝန်ထမ်းဆောင်ပြီးဘန်နာတိုက်ကအကျိုးကျေးဇူးကိုခံစားခဲ့ရတာမင်းကလီရွက်ကြောင့်မဟုတ်ပဲအေဂရစ်နိုင်ငံရဲ့အရင်းမြစ်တွေကြောင့်သာငကားဖြစ်လာတာငါဘက်ကိုကူးပြောင်းလာခဲ့ငါမင်းကိုနိုင်ငံရဲ့ဗိုလ်ချုပ်အဖြစ်ခန့်အပ်မယ်အဲ့ဒီခါကျရင်မင်းကစစ်တပ်ကိုဦးဆောင်ပြီးထာဝရဂုဏ်ချက်တည်နဲ့ကြွယ်ဝမှုတွေကိုရယူနိုင်လိမ့်မယ်မော့ဇာချွမ်းကခေါင်းကိုတိမ်းဆောင်ပြီးနားမလဲစွာမေးလိုက်တယ်ဘက်ကူးပြောင်းနေဆိုတာဘာကိုဆိုလိုတာလဲစူဂျီလန်ကဖခင်ရဲ့အကြံကိုရိပ်မိပြီးမော့ဇာချွမ်းသဘောတူသွားမှာကိုစိုးရိမ်တာကြောင့်ကြားဝင်လိုက်တယ်။မင်းငါရဲ့အဆောင်ရှောက်တိရစ္ဆာန်ဖြစ်လာပေးပါငါနဲ့ဖခင်အေဂရစ်ကဒီလောကမှာအမြင့်မြတ်ဆုံးနဲ့အလေးစားဆုံးဖြစ်အောင်အာမခံပေးမယ်။သူမကအောက်ကိုငုံကြည့်လိုက်တယ်။ဒဏ်ရာရနေတဲ့လိုင်စီဟုလေစီယူကစူဂျီလန်ရဲ့စကားကိုကြားတော့မျောလင်းချက်ပြေးနဲ့သူမရဲ့ခြေထောက်ကိုဖက်တွယ်ပြီးအကူအညီတောင်းခံလိုက်တယ်။ဂျီလန်ငါကောဘယ်လိုလုပ်မလဲ။ငါမင်းဘေးမှာရှိနေခဲ့တာကြာပြီလေမင်းငါကိုစွန့်ပစ်လို့မရဘူး။စူဂျီလန်ကဟွန်ဟူကိုငုံကြည့်လိုက်တယ်သူမရဲ့မျက်လုံးထဲမှာအထင်ရှားပဲယုံရှာမှုတွေပြည့်နှက်နေတယ်အဲ့ဒီအကြည့်ကအစိတ်ပြင်းတဲ့ဓားမြောင်တစလိုဟွန်ဟူရဲ့နှလုံးသားကိုစူးဝင်သွားတယ်မင်းမှာအခွင့်အရေးရှိသေးတယ်မကြခင်ကိုမိမြေခွေးဖြစ်လာနိုင်သေးတယ်ဆိုရင်မော့ဇာချွမ်းနဲ့အတူငါရဲ့အဖော်ဖြစ်ခွင့်ပေးမယ်ဒါပေမဲ့ငါအေဂရီဆွမ်းအားကိုအမွေဆက်ခံပြီးတဲ့အထိမင်းကမတိုးတက်နိုင်ဘူးဆိုရင်တော့ထွက်သွားလိုက်တော့စူဂျီလန်ရဲ့ဘေးမှာအတုံးမကျတဲ့လူတွေဘယ်တော့မှနေရမရှိဘူးဒဏ်ရာတွေနဲ့ဟွန်ဟူရဲ့မျက်နှာပေါ်မှာမျက်ရည်တွေကခြောက်သွေ့သွားတဲ့လမ်းကြောင်းနှစ်ခုလိုဖြစ်လို့နေတယ်သူဟာစူဂျီလန်ကိုကြည့်လိုက်တဲ့အခါသူ့မျက်လုံးထဲကမျောလင်းချက်တွေအကုန်ပျက်စီးသွားတော့တယ်သူဟာအတုံးချခံအပေါင်းနဲ့တစ်ချောင်းသာဖြစ်မှန်းသူနားလည်သွားတယ်အတုံးလိုတဲ့အခါချော့မော့ပြီးအတုံးမလိုတော့တဲ့အခါစွန့်ပစ်လိုက်ကြတာပါကျမကတော့အဲ့ဒီမြင်ကွင်းကိုအေးဆက်ဆက်နဲ့ကြည့်နေပြီးစိတ်ကြေနပ်မှုတစ်ခုကိုသာခံစားရတယ်ဟွန်ဟူလိုတစ္ဆာဖောက်တွေအတွက်ဒီလိုအဆုံးသက်မျိုးကထိုက်တန်ပါတယ်တေးတဲ့အထိဆင်းရဲဒုက္ခနဲ့တကိုယ်တည်းဖြစ်နေရမယ်ကံကျမကသူတို့အတွက်အသင့်တော်ဆုံးပါပဲမော့ဇာချွမ်းကလစ်ယူရှာပူထားတာကိုမြင်တော့အေဂရစ်ကထပ်ပြီးတွေးဆောင်ဖို့စူးစမ်းပြန်တယ်သူ့စကားတန်တွေထဲမှာတွက်ချက်မှုတွေပြည့်နှက်နေတယ်မင်းဘာလို့ချင်းတလဲပြောငါတို့ညှိနှိုင်းကြတာပေါ့မရေတွက်နိုင်တဲ့ယတနာတွေအရင်မြစ်တွေအားလုံးပေးမယ်ဘာမဆိုတောင်းဆိုအကုန်ပေးမယ်လီရွက်ဆိုတာအေဂရစ်ရဲ့ဒုတိယသမီးပဲသူမကအစွမ်းစားမရှိသလိုဘာမှမျှော်လင့်ချက်မရှိတော့ဘူးဒီကောင်းကင်စမ်းသပ်မှုကိုဖျက်ကျော်ရင်သူမဒီမှာဒါမှမဟုတ်စွမ်းအားတွေဆုံးရှုံးသွားမှာမင်းကတာမန်မွေတကောင်ကနေရွှေနဂါးဖြစ်လာတာလေနတ်ပုံရဲ့ထိတ်ဆုံးကိုမရောက်ချင်ဘူးလားကောင်းကင်မှာရှိနေတဲ့မော့ဇာချွမ်းကအေဂရစ်ရဲ့စကားကိုကြားတော့သူ့မျက်လုံးတွေထဲမှာအေးဆက်တဲ့အရေးရောင်တစ်ခုဖြစ်ပြေးသွားတယ်သူကဖြည်းဖြည်းချင်းပါးစပ်ဟလိုက်တဲ့အခါကောင်းကင်ဘုံကိုထက်ကနေကျဆင်းလာတဲ့နိုးနှင်းမြစ်လိုစင်ကြဲတဲ့ရေတခွန်ကြီးတစ်ခုလိုစီးကျလာပြီးအေဂရစ်နဲ့စူဂျီလန်တို့အပေါ်တက်ကျသွားတယ်သူတို့နှစ်ယောက်လုံးရေဆိုရွယ်ပြီးအင်မတန်ရှက်ရောက်ပွဲဖြစ်သွားတယ်ဒီရေတခွန်ကဘာအန္တရာယ်မှမပြုတ်ပေမဲ့မော့ဇာချွမ်းရဲ့မထီမဲ့မြင်ပြုမှုကတော့အကြီးအကျယ်ပါပဲအပြည့်အစည်းမရှိပေမဲ့ဂုံတိတ်ခါကိုတော့
ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်ရေဆိုးသွားတဲ့ဧကရဒေါသထွက်သွားတယ်သူ့ဩဇာအာဏာတွေကျဆင်းသွားတဲ့အတွက်သူယူသွလူနီးပါဖြစ်သွားတယ်လက်စွမ်းအားတွေစူပွက်လာပြီးကြောက်မက်ဖွယ်ဖိအားတွေထပ်မံထွက်ပေါ်လာတယ်ရဲတင်းလိုက်တာမင်းကငါချောင်းပါတယ်ရွှေနဂါဖြစ်နေရင်ကောဘာဖြစ်လဲငါကနတ်ဘုံရဲ့အရှင်သခင်ပဲငါရဲ့ဘိုးဘေးတွေကိုဘလို့လုပ်ပြီးဒီလောက်အလွယ်တကူစော်ကားရဲတာလဲစကန်းဆုံးတာနဲ့ဧကရကလက်ကိုဝေးရန်လိုက်ရာရွှေရောင်အမိတ်စာတစ်စိတ်တစ်ခုကောင်းကင်ထက်ကိုပြန်တက်သွားပြီးအကောင်းနဲ့စွမ်းရည်တွေကိုထုတ်လွှတ်လိုက်တဲ့ချက်ချင်းဆိုသလိုတိမ်တိုက်တွေကြားကနေငွေရောင်တန်ချက်ကဝစ်စင်ထားတဲ့စစ်တီထောင်ပေါင်းများစွာထွက်ပေါ်လာကြတယ်သူတို့ရဲ့မျက်နှာတွေကတီကြီးခတ်ထန်ပြီးလှမ်းတွေကိုကင်ကကျမတို့နဲ့မောစာချွမ်းကိုဝိုင်းရန်လိုက်ကြတယ်သူတို့ကဧကရရဲ့ကိုယ်ပိုင်အဆောင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီးတယောက်ချင်းစီတိုင်းကကြီးမားတဲ့စွမ်းအားကိုပိုင်ဆိုင်ထားကြတယ်အားလုံးတပြိုင်နက်တိုက်ခိုက်လိုက်ရင်မောစာချွမ်းခုခံနိုင်မှာမဟုတ်ဘူးသူကရွှေနဂါဖြစ်လာပေမဲ့မိုးကြိုးတန်ကြောင့်စွမ်းအားတွေမခိုင်မာသေးဘူးကျမကလည်းစမ်းသပ်မှုခံယူနေစေမို့လို့တိုက်ခိုက်လို့မရဘူးဒါကိုမြင်တော့မှုမှတ်တွေကနောက်ဆုတ်သွားကြတယ်သူတို့ရဲ့အထင်သေးတဲ့မျက်လုံးတွေကနေတနာချင်းတက်တက်ဖြစ်သွားကြတယ်အားလုံးကကျမရှုံးနေမှာကိုစောင့်ကြည့်နေကြတယ်ဧကရစ်ကိုစန့်ကျင်နေဆိုတာကြက်ဥနဲ့ကြောက်တုံးကိုရိုက်ခွဲတာနဲ့အတူတူပဲကျမခေါင်းမော့ပြီးမျက်လုံးကိုမှိတ်လိုက်တယ်ကောင်းကင်ပေးတံကိုတင်းငိမ်စွာစောင့်မျှော်နေတယ်နှလုံးသားထဲမှာကြောက်ရွံ့မှုမရှိဘူးပေါ်ပါမှုသာရှိတယ်ဒီနေ့ငါတေးဆုံးရမယ်ဆိုရင်တော့ငါလမ်းကြောင်းကိုတွေးတွေနဲ့စေးကြောသွားမှာပဲငါဘယ်တော့မှဖခင်နဲ့စူဂျီလန်ရှိမှဒူးထောက်မှာမဟုတ်ဘူးမင်းမောင်နေတဲ့ကောင်းကင်ကြီးမှာတိမ်တိုက်တွေစုဝေးလာပြီးမိုးချုံတန်တွေကြားရကခရမ်းရောင်လျက်စီးတွေကတိမ်တွေကြားမှာလှုပ်ရှားနေတယ်မိုးချုံတန်ပောက်ကွဲသွားတယ်ကောင်းကင်စစ်တီတွေနဲ့ဗိုလ်ချုပ်တွေကမိုးကြိုးရဲ့ဆွမ်းအားကိုကြောက်လို့အနာမကက်ရဲကြဘူးနောက်ဆုံးတော့ခရမ်းရောင်မိုးကြိုးတစ်စင်းကတိမ်တွေကိုဖောက်ထွက်ပြီးကျမစီကိုပြင်းထန်စွာကြားရောက်လာတယ်သူ့ရဲ့ဆွမ်းအားကကျမကိုစုပ်ဖြဲပစ်မလို့ပြင်းထန်လုံးနဲ့ဒါပေမဲ့အံ့ဩစရာကောင်းတာကကျမဘာနာကျင်မှုကိုမှမခံစားရဘူးစန့်ကျင်ဘက်အနေနဲ့မိုးကြိုးကကျမစီမှာအိတ်ဆက်နေတဲ့ကြီးမားတဲ့ဆွမ်းအားကိုနိုးထစေလိုက်တယ်အဲ့ဒါကတော့ဧကရီရဲ့ဆွမ်းအားပဲကျမရဲ့တွေးကြောတွေထဲမှာစွမ်းအားတွေစီးဆင်းလာပြီးတွေးဆုံရှုံမှုကြောင့်နာကျင်နေတဲ့ကိုယ်ခန္ဓာကိုပြန်လဲကုသပေးလိုက်တယ်။ကျမရဲ့ကျင့်စဉ်အဆင့်ကလည်းချက်ချင်းပဲမြင့်တက်သွားတယ်။ရှမ်းကျင်စီရင်ခွင်ကနေရှမ်းဆောင်စီရင်ဆောင်အဆင့်ကိုရောက်ရှိသွားပြီးနောက်ဆုံးတော့ထူးခြားတဲ့ဒီဇုံဒေးဆန်အဆင့်ကိုရောက်ရှိသွားတယ်။ကျမရဲ့ကိုခန္ဓာကရွှေရောင်လင်းနှံတွေကြားထဲမှာကောင်းကင်ကိုမြောက်တက်သွားပြီးနက်ဖျားတေးတံတွေပြန့်လွင့်လာတဲ့ဟောင်မန်ရဲ့ခရမ်းရောင်စွမ်းရည်တွေကပူဇော်ရတိုင်းပေါ်ကိုကြားရောက်လာပြီးတက်ရှိအားလုံးကိုကောင်းချီးပေးလိုက်တဲ့ကုန်ခန်းနေတဲ့နက်စွမ်းရည်တွေကချက်ချင်းပြန်လဲပြေဝလာပြီးအရာအားလုံးကိုမြူနင်းတွေနဲ့ဖုံးလွှမ်းသွားတဲ့အသက်ရှူတိုင်းမှာစွမ်းအားတွေတိုးပွားလာပြီးမိမိနေတဲ့ဘိုးဘေးတွေကိုတောင်မျောလင်းချက်ပြန်ပေးလိုက်တဲ့အဲ့ဒီစွမ်းရည်ကြောင့်သူတို့ရဲ့မျက်နှာပေါ်ကအရေးကြောင့်တွေပျောက်ကွယ်သွားပြီးနုပြိုမှုတွေပြန်ရလာတယ်။ကောင်းကင်ဘုံကဧကရီကိုကြိုးဆိုတဲ့အနေနဲ့လက်ဆောင်တွေပေးလိုက်တာလားကျမခေါင်းပေါ်ကိုတရဖူတစ်ခုနဲ့ဖီနစ်ငှက်မွေးတွေနဲ့ပြုတ်လုထားတဲ့ဝေယုံတွေကြားရောက်လာတယ်တရဖူကပလဲတွေနဲ့တောက်ပနေပြီးဝေယုံပေါ်မှာဖီနစ်ငှက်ကိုဥညွတ်နေတဲ့ငှက်ပုံရိပ်တွေကအယောင်လက်နေတဲ့ကျမရဲ့ပုံစံကဧကရီရဲ့ခံစားမှုကိုအပြည့်အဝပေါ်တွင်နေတယ်အဲ့ဒီဘေးမှာစူဂျီလန်ရဲ့ဝေယုံကတော့မှိမ့်မိန်ပြီးနက်ဖျားဆွမ်းအားဘာမှမရှိတော့သလိုပါပဲကျမဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်လိုက်တယ်မျက်လုံးတွေကရွှေရောင်တောက်ပနေပြီးသူမကိုအေးဆက်ဆက်ကြည့်ကပြုံးလိုက်တယ်ဘဝနှစ်ခုစာအမုန်းတရားတွေကဒီနေ့မှာပဲအဆုံးတက်တော့မယ်ဒီလိမ်ညာထားတဲ့အတူအယောင်ကအခုတော့အားလုံးအတွက်ပေးဆက်ရတော့မယ်ဧကရီတီနန်တလန်ချင်းနဲ့အတူဥပဒေသားတွေကပြန်လည်ရောက်ရှိလာခဲ့ပြီးမိုးကုတ်ဆက်ဝိုင်းမှာတော့ရှေးဟောင်းဝင်ကြီးဟောင်းတွေရဲ့အရေးရောင်ထောင်ပေါင်းများစွာပေါ်လာခဲ့ပါပြီစွမ်းအားတွေကုန်ခန်းသွားလို့တောင်တွေထဲမှာအကြာကြီးပုံအောင်နေခဲ့ရတဲ့သူတို့ဟာဧကရီရဲ့စွမ်းအားကိုခံစားမိတဲ့အခါအရေးထဲကနေထွက်လာခဲ့ကြတယ်။အရှိန်ဟုန်ပြင်းစွာနဲ့နေဆက်တွေကိုဖျက်ကျော်ပြီးပူဇော်ရတိုင်းစီကိုချက်ချင်းရောက်ရှိလာကြတယ်။ကီကီခဲခိုင်နဲ့တခြားသူတွေဟာကျမရှိမှတူးထောက်လိုက်ကြတယ်။သူတို့ရဲ့အားပါတဲ့အတန်တွေကတိမ်တိုက်တွေကိုတုံးလုံးသွားစေတယ်။ဧကရီပြန်လဲကြွမြန်းလာပါပြီ။ကျွန်တော်တို့ရဲ့အရှင်သခင်ကိုထာဝရဖုံးချက်တည်တိုးတက်ပါစေ။လူထောင်ပေါင်းများစွာတူးထောက်လိုက်တဲ့အခါမြေပြင်တုန်ခါသွားတယ်။ဒါဟာဧကရီပြန်လဲရောက်ရှိလာခြင်းပေါ်စစ်မှန်တဲ့ယိုသေးလေးစားမှုပါပဲ။ရွှေရောင်ဝေယုံနဲ့ဖခင်ဖြစ်သူကကျမရှိမှရက်နေပေမဲ့ကျမရဲ့ဖိနစ်တရောက်ခုနဲ့ရှင်လိုက်တဲ့အခါသူကအလုံးမိမ့်မိန်နေပါတယ်။သူ့ရဲ့အာဏာဟာကျမရဲ့ကြီးမြတ်မှုအောက်မှာအတိတ်ပဲမဲ့သွားပါပြီ။သူ့ရဲ့ကျင့်စဉ်တွေဟာလည်းအလွန်အမင်းအသေးဖွဲတာဖြစ်ပါတယ်။ကျမရဲ့ဒေဗီဒေဗစွမ်းအားကကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားပါတယ်။ကျမစိတ်ကူးလိုက်ယုံနဲ့တင်ဖခင်နဲ့စစ်တီထောင်ပေါင်းများစွာရဲ့စွမ်းအားတွေကိုဖျက်ဆီးပစ်နိုင်ပြီးသူတို့ရဲ့ဝိညာဉ်တွေကိုပြိုကွဲသွားအောင်လုပ်နိုင်ပါတယ်။ဖခင်ဟာကျမရဲ့အကြည့်တွေထဲကချင်းချောက်မှုကိုခံစားမိပြီးတုံရီသွားတဲ့ထီးနှန်းပေါ်မှာရာစုနှစ်တစ်ခုကြာအောင်တည်ငြိမ်အေးချမ်းမှုကိုသာတီးခဲ့တဲ့သူဟာဒီလိုကြောက်ရွံ့မှုကိုဘယ်တော့မှမခံစားခဲ့ဘူး။သူ့ရဲ့မျက်လုံးထဲမှာထိတ်လန့်မှုနဲ့ရှုပ်ထွေးမှုတွေပထမဆုံးအကြိမ်ပေါ်လာတယ်။ဆူလီရွက်ငါကမင်းရဲ့ဖခင်လေးမင်းကဥပဒေတွေကိုဖောက်ဖျက်ချင်တာလား။ကျမကလှောင်ပြုံးဖြစ်ပြန်ပြေးလိုက်တယ်။ဒေဗီရဲ့စွမ်းအားနဲ့ပေါင်းဆက်ထားတဲ့ငါရဲ့အတန်ကနတ်ပုံတစ်ခုလုံးကိုလွှမ်းခြုံသွားတယ်။ကျန်းကန်ရဧကရီမရှိရင်ပဲအရင်ဧကရီကအုပ်ချုပ်ရမယ်။ဒါပေမဲ့ငါပြန်ရောက်လာပြီးဘိုးဘေးတွေရဲ့အာဏာကိုပြန်လည်ရယူလိုက်ပြီးဒါဟာကောင်းကင်နဲ့လူသားတို့ရဲ့ဆန္ဒပဲဒါဆိုဘသူကဥပဒေကိုဖောက်ဖျက်တာလဲ။ဖခင်တင်ကျန်းကန်ကိုမေ့သွားပြီးပုံကံဖို့ကြံစီနေတာလား။ကျမရဲ့စကားတွေကသူ့နှလုံးသားနဲ့ဆွေမျိုးသားချင်းအလုံးပေါ်လေးလံတဲ့လူကြီးတစ်ခုလိုကြားရောက်သွားတယ်။ဘာလို့လဲဆိုတော့ကျန်းကန်ဆိုတာမျိုးနွယ်စုရဲ့အခြေခံဖြစ်ပြီးဘယ်သူမှမဖောက်ဖျက်ရဲကြဘူး။ဖခင်ရဲ့မျက်နှာဖြူဖြော့သွားတယ်။သူဘာမှပြန်မပြောနိုင်တော့ဘူး။အရာအလုံးကရှင်းလင်းနေပေမဲ့သူကအာနာကိုလက်လွတ်မခံချင်ဘူး။ထီးနှံ့အပေါ်ဆွဲလန်းနေတဲ့သူကကြီးမြတ်မှုကိုတောင့်တနေပြီးကျမကိုမအနိုင်ယူနိုင်မှလည်းသိနေတဲ့နောက်ဆုံးအနေနဲ့သူကထွက်ပေါက်ရှာဖို့ကြိုးစားလိုက်တဲ့ဖခင်ဟာဂုံတိတ်ခါကိုထိန်ရင်းကောင်းမော့ကစိန်ခေါ်လိုက်တယ်။မင်းကဧကရီရဲ့စွမ်းအားအပြည့်အဝကို
ရထားရဲဆိုတာဘလို့တက်တည်ပြမလဲတချို့သူတွေကတော့မင်းဟာသူ့ရဲ့ဝိညာဉ်အပိုင်းအစကိုပဲရထားပြီးစစ်မှန်တဲ့ပုံရိပ်တော့မဟုတ်ဘူးလို့ပြောကြတယ်သူ့မျက်လုံးထဲမှာကျမကတော့ဘယ်တော့မှအသုံးမကျတဲ့လူတိုင်းထင်သေးတဲ့ကောင်မလေးကံမကောင်းတဲ့လူသားတစ်ယောက်သာဖြစ်နေဦးမှာပဲသူ့ရဲ့အကြီးဆုံးသမီးစူဂျီလန်ကသာကံကြမ္မာရဲ့ချင်းမြတ်နိုးရသူဖြစ်ပြီးအေဂရီနီယာနဲ့အာနာကိုရယူဖို့ထိုက်တန်တယ်လို့သူထင်နေတာကျမကတော့ဘလောက်ပဲစူးစမ်းပါစေဘလောက်ပဲအောင်မြင်ပါစေအမတော်ရဲ့အောင်မြင်မှုအတွက်နင်းပြတစ်ခုသာဖြစ်ရအောင်မှာဒါပေမဲ့အခုတော့အဲ့ဒီနင်းပြကချီနှောင်မှုတွေကိုဖျက်တောက်ပြီးကောင်းကင်ကိုပြန်တက်ကကျမကိုအထင်သေးခဲ့သူတိုင်းကိုတင်ခံစပြီးတော့မှာပါကျမကိုစော်ကားခဲ့သူတိုင်းရဲ့ခေါင်းတွေကိုရိုက်ခွဲပစ်ပြီးသူတို့လုပ်ရအတွက်ပေးဆက်ခိုင်းမယ်ကျမအနှဲငယ်မျက်မှောင်ကျုပ်လိုက်မိတဲ့စိတ်ထဲမှာတခုခုလှုပ်ခတ်သွားပြီးအဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးကအယောင်ပြောင်းသွားတဲ့ရှင်းလင်းနေတဲ့ကောင်းကင်ကိုတိမ်တိုက်တွေကပြန်လဲဖုံးလွှမ်းသွားပြီးကျမစီကနေကြောက်မက်ဖွယ်ကောင်းတဲ့အေဂရီဆွမ်းအားတွေကဆူနာမီလိုင်းတစ်ခုလိုပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံသွားတဲ့ဒီအေဂရီဆွမ်းအားကအရင်ကထပ်ပိုပြီးအာနာပါကကြောက်စရာကောင်းပြီးအေဂရီရဲ့အမြင့်မြတ်ဆုံးဂုံပုတ်ကိုပေါ်လွင်စေတဲ့ဒီဆွမ်းအားအောက်မှာရှိနေတဲ့သူတိုင်းကနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေဖိနှိပ်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်။အေဂရစ်နဲ့စူဂျီလန်တို့ကဒီပြင်းထန်တဲ့ရိုက်ခတ်မှုကိုအရင်ဆုံးခံလိုက်ရတယ်။ကြောက်မက်ဖွယ်ဆွမ်းအားအောက်မှာသူတို့ဟာမြေပြင်ပေါ်ကိုအားမရှိစွာလဲကျသွားကြတယ်။ခေါင်းတောင်မမောနိုင်တော့ပဲသူတို့ရဲ့အတွင်းအားတွေကရပ်တန့်သွားတယ်။ကောင်းကင်စစ်တီနဲ့ဗိုလ်ချုပ်ထောင်ပေါင်းများစွာဟာလည်းဒီလိုင်းတန်ကိုခံလိုက်ရပြီးလက်ထဲကလံတွေကိုချကဒူးထောက်ပြီးတစ္ဆာခံလိုက်ကြတယ်။ကျန်တဲ့မှုမက်တွေကလည်းတေးလူမျိုးပါကြောက်လန့်ပြီးမြေကြီးပေါ်ပြပြဝက်ကကျမကိုဂုံပြူတန်တွေနဲ့အော်ဟစ်လိုက်ကြတယ်။ကျွန်ုပ်တို့ရဲ့အေဂရီမင်းမြတ်ထာဝရတက်တော်ရာကျော်ပါစေ။ကျမလောင်ပြုံးလေးပြုံးလိုက်ပြီးဖခင်ကိုကြည့်ကအေးဆက်ဆက်ပြောလိုက်တယ်အခုတက်တည်ပြနိုင်ပြီလားဖိနှိပ်ထားတဲ့စွမ်းအားကြောင့်သူအသက်တောင်မနှဲရှူနေရတယ်နှုတ်ခမ်းကသွေးတွေစီးကျလာတယ်သူကျမကိုခက်ခက်ခဲခဲခေါင်းမော့ကြည့်တယ်သူ့မျက်လုံးတွေကနောက်ဆုံးကြံရှိနေတဲ့ခေါင်းမာမှုတွေကပျောက်ကွယ်သွားပြီးသွားတွေကိုကြိတ်ကစကားသုံးခုကိုပြောလိုက်တယ်ဖြစ်ပါတယ်မော့စာချွမ်းကမြေပြင်မှာလဲကျနေတဲ့အေဂရစ်နဲ့စူဂျီလန်ကိုအေးဆက်ဆက်ကြည့်လိုက်ပြီးသူ့အတန်ကလည်းရေခဲလိုအေးဆက်နေတယ်လီရွဲသူတို့ကိုစကားပြောပြီးအချိန်ကုန်မခံပါနဲ့တော့သူတို့ကမင်းကိုစော်ကားပြီးဒုက္ခပေးခဲ့တာခွင့်မလွတ်နိုင်ဘူးအေဂရစ်နဲ့စူဂျီလန်တို့ရဲ့နောက်လိုက်တွေကိုရှင်းပစ်လိုက်တာကနောက်လူတွေအတွက်သင်ခန်းစာဖြစ်ပြီးအနာဂတ်အတွက်ပြဿနာတွေကိုထာဝရရှောင်ရှားနိုင်လိမ့်မယ်မော့စာချွမ်းရဲ့စကားတွေကအေဂရစ်ကိုစိုးရိမ်စေတဲ့သူ့ရဲ့ကြောက်စိတ်တွေပိုကြီးထွားလာတဲ့သူခေါင်းမော့ပြီးကျမကိုတောင်းပန်လိုက်တယ်လီရွဲဆွေမျိုးသားချင်းတွေကိုလက်မတင်ပါနဲ့ဒါဟာနတ်ဖုံမှာအကြီးမားဆုံးအဖြစ်ပဲမင်းသားငါကိုထိခိုက်အောင်လုပ်ရင်တစ်သက်လုံးအရှုပ်တော်ပုံတွေနဲ့နာမည်ပြက်ပြီးကမ္ဘာလောကကြီးတစ်ခုလုံးရဲ့ဝေဖန်စရာဖြစ်လာလိမ့်မယ်စူဂျီလန်ကတော့ကြောက်ရွံ့လွန်းလို့အကြောတွေတေးကမြေပြင်ပေါ်မှာကွေးကွေးလေးဖြစ်နေသည်သူတို့နှစ်ယောက်လုံးကျမကိုမုန်းတီးတဲ့မျက်လုံးတွေနဲ့ကြည့်နေကြပေမဲ့ကြောက်ရွံ့မှုရဲ့အရေးအယောင်တွေကလည်းပါနေတယ်ကျမသူတို့ကိုတစ်ချက်ကြည့်ပြီးလှောင်ရည်လိုက်တယ်သူတို့စီကအရာအလုံးကိုတင်းယူလိုက်တာကအရန်လွယ်လွန်းတယ်သူတို့ရဲ့စွမ်းအားတွေကိုဆုံးရှုံးသွားတာကကြောက်စရာမဟုတ်ဘူးကြောက်ရွံ့မှုနဲ့နောင်တတွေကြားထဲမှာတစ်သက်လုံးအဖြစ်တွေကိုဆက်ရင်းနေသွားရမယ့်ဘဝကသာအကြောက်ဆုံးဖြစ်တယ်ကျမတည်ငြိမ်စွာဒါနဲ့ပြောလိုက်တယ်9 ရက်နေရင်မိခင်ရဲ့နှစ်ပတ်လည်နေပဲပြင်ဆင်ထားကြငါရဲ့မိခင်အေဂရီရဲ့ပူဇော်ပွဲကိုမင်းတို့လိုက်ခဲ့ရမယ်အမိန့်ကိုဖီဆန်ရဲရင်မင်းတို့လူဖြစ်လာရတာကိုနောက်တရသွားလိမ့်မယ်သူတို့ကိုတစ်ချက်လေးတောင်မကြည့်ပဲမောစာချွမ်းကိုဆွဲခေါ်ကရွှေရောင်လင်းတန်းနဲ့အတူနန်းတော်စီပြန်တန်းသွားလိုက်တယ်ကျမရဲ့နောက်ွယ်မှာတော့ထိတ်လန့်နေကြတဲ့စစ်တီတွေနဲ့အတူဖခင်နဲ့စူဂျီလန်တို့ဟာမြေပြင်ပေါ်မှာမျက်နှာငယ်လေးနဲ့ကြံရစ်ခဲ့ကြတယ်အဲ့ဒီအချိန်ကြာမှပဲသူတို့တွေဟာဖီယိုဖီရဲ့ဝိယုံတွေနဲ့တနာစရာကောင်းတဲ့ပုံစံမျိုးနဲ့ထွက်နိုင်ကြတယ်သူတို့ကျမကိုကြည့်နေတဲ့အကြည့်တွေထဲမှာကြောက်ရွံ့မှုနဲ့ဒေါသတွေပြည့်နေနေပေမဲ့ဒီညတော့ဘာမှပြန်မလုပ်ရဲကြတော့ပါဘူးကျမအဲ့ဒီတနာစရာကောင်းတဲ့အခန်းစီပြန်မသွားတော့ပဲအဓိကနန်းဆောင်ကြီးစီတန်းသွားလိုက်တယ်အဲ့ဒီမှာကျမတို့မိခင်နဲ့အတူနေခဲ့ဘူးတာပါသူမအသက်ရှင်စဉ်တုန်းကကျမဟာမိခင်ရဲ့ချစ်ချင်းမေတ္တာဂရုစိုက်မှုတွေနဲ့ပြည့်နေနေခဲ့တာနှွေးထွေးတဲ့အငွေ့သက်တွေပကြီးကားတွေနဲ့ပြည့်နေတဲ့နေရန်တွေပန်းရည်နှံတွေနဲ့အဖိုးတန်ပိုးတယ်တွေကိုမှတ်မိနေတယ်အဲ့ဒါတွေကကျမရဲ့ငယ်ဘဝမှာအပျော်ဆုံးအချိန်တွေပါပဲဒါပေမဲ့3 နှစ်အရွယ်မှာမိခင်ဆုံးပါသွားတော့အရာအလုံးပြောင်းလဲသွားခဲ့တယ်သူမရဲ့ချစ်ချင်းမေတ္တာမရှိပြီးတော့တဲ့အခါဖခင်ကကျမကိုပင့်ကူအိမ်တွေနဲ့ဖုံးလွှမ်းနေတဲ့အဝေးဆုံးဆူဆူပြီးအေးဆက်တဲ့အခန်းထဲကိုရွှေ့ပြောင်းလိုက်တဲ့နန်းတော်ရဲ့စိန်ကြတဲ့ဘဝမှတ်ဉဏ်တွေကမိခင်နဲ့ပတ်သက်တဲ့အစိပ်ပိုင်းလေးတွေဖြစ်ပဲကျန်ရစ်တော်တယ်ကျမတို့ရဲ့အရင်ကနှွေးထွေးတဲ့အခန်းစီပြန်ရောက်လာပြီးရင်းနှီးတဲ့ပတ်ဝန်းကျင်နဲ့ပန်းနှံ့တွေကိုရှူရှိုက်လိုက်ရတော့အိမ်မက်လှလှလေးတစ်ခုတည်းရောက်နေတယ်လို့ပါပဲမိခင်ကထွက်မသွားတယ်လို့ပဲကျမလည်းအရင်တိုင်းမင်းသမီးလေးဖြစ်နေတယ်လို့ပဲအခုတော့ဘယ်သူမှကျမကိုမတားဆီးရဲတော့ဘူးကျမရဲ့ဖိနစ်တရက်ဘူးနဲ့အေဂရီရဲ့ကြီးမြတ်မှုကိုမြင်လိုက်ရတဲ့အခါအစေခံတွေကကြောက်ရွံ့စွာနဲ့ဒူးထောက်ဦးညွတ်ကြပြီးခေါင်းတော်မမော့ရဲကြတော့ဘူးနတ်ဆိုးတွေကလည်းအခန်းကိုချက်ချင်းပဲတောက်ပလာအောင်တန့်ရှင်းပေးကြပြီးရာစုနှစ်ပေါင်းများစွာကြာအောင်မဲ့တဲ့မက်မွန်သီးတွေမှော်ဆန်တဲ့ပေါင်မုတ်တွေနဲ့အဖိုးတန်မုတ်မျိုးမျိုးကိုဆက်တကြတဲ့အရသာရှိပြီးပြစ်ဖြစ်တဲ့စပစ်ဝိုင်တွေကိုလည်းယူလာပေးကြတယ်။နွေရာသီညရဲ့လာရောင်ဖြူဖြူကပြတင်းပေါက်ကနေဖြတ်တန်းပြီးကျမ်းပြင်ပေါ်မှာငွေရောင်အဆက်ပြောက်လေးတွေလိုကြားရောက်နေတဲ့ကျမဝိုင်ခွက်တစ်ခွက်ကိုကင်ပြီးပျော့ပြောင်းတဲ့ကတင်းပေါ်မှာတဝက်တစ်ပြက်လဲလျောင်းကရေပြင်ပေါ်ကလာရောင်ကိုမင်းမောနေမိတဲ့စိတ်ထဲမှာတော့အတွေးပေါင်းစုံဝင်လာတဲ့မိခင်ရဲ့နူးညံ့မှုခုံဟူရဲ့တစ္ဆာဖောက်မှုဖခင်ရဲ့အေးဆက်မှုအမတော်ရဲ့ကြံစည်မှုတွေနဲ့မောစာချွမ်းရဲ့ကာကွယ်ပေးမှုတွေကကျမရဲ့စိတ်ကိုလှုပ်ခတ်စေတဲ့ရေကန်ထဲမှာကြာပန်းရည်နှံ့တွေတင်းပြတ်နေပြီးမောစာချွမ်းရဲ့
ကိုခန္ဓာကရေပြင်မှာလှုပ်ရှားနေတာကိုမြင်နေရတဲ့ရွှေနဂါးအဖြစ်ပြောင်းလဲကရေကန်ထဲမှာလွတ်လပ်စွာကူးခတ်နေတဲ့သူရဲ့ရွှေရောင်ကြီးခွန်တွေကလာရောင်အောက်မှာတောက်ပနေပြီးဒီငင်းချမ်းတဲ့ညကိုပိုပြီးလှပစေတယ်။မကြခင်မှာပဲမောဇာချွမ်းကလူပုံစံပြန်ပြောင်းလာတဲ့ပခုံးပေါ်မှာဝေးယုံပါပြီးလာရောင်အောက်မှာသူ့အသားရည်ကဖြူစင်တဲ့ကြောက်စိမ့်လေးလိုပါပဲပခုံးပေါ်ကနေရေဆက်တွေကရေကန်ထဲကိုကျဆင်းပြီးလှိုင်းတုံလေးတွေဖြစ်ပေါ်လာတဲ့သူရေကန်ထဲကတက်လာပြီးပြတင်းပေါက်ကိုဖွင့်ကကျမနားမှာလာထိုင်နေသူ့စီကနေလက်ဆက်တဲ့ကြာပန်းရင်းနှံတွေရနေတယ်။လီရွက်ဘာတွေတွေးနေတာလဲ။မောဇာချွမ်းရဲ့အတန်ကຫນွေညရဲ့လေပြေလေးလိုနူးညံ့ပြီးကျမရဲ့နှလုံးသားကိုထိခတ်သွားတယ်။ကျမရဲ့လက်ချောင်းလေးတွေနဲ့သူ့ရဲ့ကြော်ရှင်းတဲ့မေးရိုးကနေရင်ဘက်စီထိဖြည်းဖြည်းချင်းပုတ်တက်လိုက်တော့သူ့ရဲ့နှွေးထွေးမှုနဲ့ခွန်အားကိုခံစားလိုက်ရတဲ့လာရောင်အောက်မှာမောဇာချွမ်းရဲ့မျက်ဝန်းတွေကရွှေရောင်တန်းနေပြီးအဲ့ဒီအလင်းတန်းတွေထဲမှာကျမပေါ်ထားတဲ့နူးညံ့မှုနဲ့ဂရုစိုက်မှုတွေအပြည့်ပါပဲ။ကျမတိုးတိုးလေးရေလိုက်တဲ့မျက်ဝန်းထဲမှာဝေဝါးနေတဲ့အတွေးတွေပျောက်ကွယ်သွားပြီးအပြုံးလေးတစ်ခုနဲ့အစားထိုးလိုက်တယ်။အရင်တုန်းကမင်းကဒီလောက်ချုံမှန်းပါလို့မသိခဲ့တာလည်းမသိဘူး။အရင်တုန်းကမောဇာချွမ်းဆိုတာနန်းတော်တွေကဘသူမှသတိမထားမိတဲ့အဆောင်လေးတစ်ယောက်ပဲအမြဲတမ်းကျမရဲ့နောက်မှာငြိမ်ငြိမ်လေးရက်နေတတ်ပြီးစကားပြောနေကခေါင်းငုံပြီးကျမနဲ့မျိုးလုံးချင်းတောင်မစုံရဲဘူးသူကကိုအားငယ်နေမှန်းကျမသိတယ်သူကအစင်းနှိမ့်တဲ့အဆောင်လေးပဲဖြစ်ပြီးကျမလိုမင်းသမီးနဲ့မထိုက်တန်ဘူးလို့ထင်နေခဲ့တာလေအခုတော့သူကတကယ်ငကားကြီးဖြစ်လာခဲ့ပြီးငါးချောင်းပါတဲ့တန်တာကြီးလာရွှေငကားပေါ်သူ့ရဲ့အစင်တန်းကမြင်မသွားပြီဖြစ်လို့နောက်ဆုံးတော့စိတ်ထဲကဝင်ထုတ်ဝင်ပိုးတွေကိုချနိုင်ပြီးသူ့ရဲ့စစ်မှန်တဲ့ပုံစံကိုကျမကိုပြသနိုင်ခဲ့ပြီးအခုတော့သူပိုပြီးရဲရင်လာပြီးကျမကိုဒီလိုပုံစံနဲ့မြင်လိုက်ရတဲ့အခါသူ့မျက်လုံးတွေထဲမှာပိုပြီးတော့တောင်နူးညံ့တဲ့အကြည့်တွေနဲ့ကြည့်နေတယ်သူကျမဘေးကိုနည်းနည်းလေးကတ်ထိုင်လိုက်ပြီးခါးကိုဖြည်းဖြည်းချင်းဖက်ကရင်ခွင်ထဲကိုတိုးဝင်စေလိုက်တယ်သူ့ရဲ့အသက်ရှူတန်လေးကကျမရဲ့နှာခေါင်းသားမှာလွတ်ပြန်နေတော့တယ်သူ့ရဲ့နှွေးထွေးတဲ့အသက်ရှူတန်ကကျမရဲ့နရွက်ဖျားကိုလာထိခတ်လိုက်ပြီးဝိုင်းရတဲ့တင်းတင်းလေးနဲ့အတူသူ့ရဲ့တိုးညင်းတဲ့အတန်တော်လေးထွက်ပေါ်လာတယ်လီရွက်အခုတော့မင်းဘေးမှာရှိနေဖို့အတွက်ငါမှာအခွင့်အရေးပြေးဝရှိနေပြီးငါပိုင်ဆိုင်သမျှအရာအလုံးကိုမင်းကပဲပေးခဲ့တာပါမင်းကတော့ငါဘဝရဲ့တူးရဲသောပိုင်ရှင်နဲ့ဆွဲလန်းမှုပါပဲသူ့ရဲ့နူးညံ့တဲ့စကားတွေကကျမကိုလှုပ်ခတ်သွားစေတယ်ပါးပြင်တွေရဲတက်လာပြီးရင်ထဲမှာတော့စိုးရိမ်စိတ်တွေတက်လာတယ်ရှုပ်ထွေးနေတဲ့စိတ်ကိုဖုံးကွယ်ဖို့ကျမသူ့ကိုတွန်းထုတ်လိုက်တယ်တော်ပါတော့စွမ်းအားဆန်းသက်မှုကြောင့်ငါပင်ပန်းနေပြီးအနားယူခြင်းနဲ့အခုထွက်သွားပေးပါဒါပေမဲ့မောဇာချွမ်းကမသွားပါဘူးသူကကိုင်းညွတ်လာပြီးသူ့နဖူးနဲ့ကျမနဖူးကိုထိကပ်လိုက်တယ်ကျမတို့ရဲ့နှာခေါင်းတွေထိသွားပြီးသူ့မျက်ဝန်းထဲမှာနှဆိုင်တဲ့နူးညံ့မှုတွေကိုတွေ့လိုက်ရတယ်ဒီညတော့မင်းငါကိုမောင်းမထုတ်နိုင်ဘူးအရင်တုန်းကကျမမောဇာချွမ်းနဲ့စာချုပ်ချုပ်ဆိုပြီးသူ့ကိုကျမရဲ့ဝိညာဉ်အဆောင်ရှောက် HBS ဖြစ်လုပ်ခဲ့တုန်းကအနေရကင်းအောင်တတိထားဖို့နဲ့သူ့ကိုအရန်နီးကပ်မထားဖို့အများကြီးတတိပေးကြဘူးတဲ့အစားကတော့ကျမသိမပူပန်ခဲ့ပါဘူးသူကမွေတကောင်ပဲရှိသေးတာလေးပြီးတော့မောဇာချွမ်းကလည်းအရန်ယူသေးပြီးအပိုအလုပ်တွေမလုပ်ပါဘူးကျမတို့အတူတူရှိနေရင်းကပဲခံစားချက်တွေကတဖြည်းဖြည်းကြီးထွားလာခဲ့တာပါကျမကတင်ပေါ်ကနေထားဖို့ကြိုးစားလိုက်ပေမဲ့မောဇာချွမ်းကတင်းတင်းကြပ်ကြပ်ဖက်ထားပြီးသူ့ရင်ခွင်ထဲကိုပြန်ဆွဲသွင်းလိုက်တယ်သူကကိုင်းညွတ်လာပြီးကျမရဲ့နဖူးကိုနူးညံ့စွာနမ်းလိုက်တယ်သူ့အတန်ကအလုံးပြော့ပြောင်းပြီးကလေးတစ်ယောက်လိုစိတ်ကောက်တန်းလေးပါနေတယ်လီရွက်ငါအေးရေးမဝသေးဘူးငါဘေးမှာခဏလောက်ထပ်နေပေးပါဦးကျမလည်းမငင်းတော့ပဲသူ့ရဲ့ဖတ်ထားမှုကိုခံယူလိုက်တယ်ရင်ထဲမှာချုံမြိန်တဲ့ခံစားချက်တွေပြည့်နှက်သွားတယ်ချစ်ချင်းမြတ်တာကိုခံစားရတယ်ဆိုတာဒါမျိုးကိုပြောတာဖြစ်မဲ့အေးချမ်းပြီးညှို့ထွေးလိုက်တာရုတ်တရက်အပြင်ဘက်ကအဆောက်တစ်ယောက်ရဲ့အတန်ကဒီအချိန်လေးကိုဖျက်တောက်လိုက်တယ်မင်းသမီးအပြင်မှာအရေးကြီးတဲ့သတင်းစကားနဲ့လူတစ်ယောက်စောင့်နေပါတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အခါမောဇာချွမ်းကစိတ်ပြက်လက်ပြက်နဲ့ကတင်ပေါ်မှာထိုင်လိုက်ပြီးမျက်မှောင်ကျုပ်ကတယောက်တည်းရေရွတ်လိုက်တယ်ဘသူကစိတ်အနှောက်ယှက်လာပေးတာလဲသူအနားယူဖို့လိုနေတာကိုသူ့ရဲ့အကူညီမဲ့နေတဲ့ပုံစံလေးကိုမြင်တော့ကျမရေမောမိလိုက်တယ်သူ့ပါးပြင်ကိုနမ်းလိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်ရပါတယ်စိတ်မဆိုးပါနဲ့ကျမတို့မှာအချိန်တွေအများကြီးကြံပါသေးတယ်ဘသူလာတာလဲဆိုတာတွားကြည့်ကြတာပေါ့အဲ့ဒီစကားကိုကြားလိုက်တဲ့အခါမောဇာချွမ်းရဲ့မျက်လုံးထဲကစိတ်ညစ်နေတဲ့အရေးအယောင်တွေပျောက်ကွယ်သွားတယ်သူခေါင်းငိမ့်လိုက်ပြီးကျမရဲ့အပေါ်ယုံဝေးယုံကိုလွှမ်းခြုံပေးကသူကိုယ်တိုင်လည်းပြင်ဆင်ပြီးကျမနောက်ကိုလိုက်လာကနှွေးထွေးတဲ့အခန်းထဲကနေထွက်လာခဲ့ကြတယ်မနေ့ညကနောက်ပိုင်းမှာတော့မိုးတွေတေးကြီးမဲကြီးရွာချခဲ့တယ်မိုးဆက်ကြီးတွေကမြေပြင်ပေါ်ကိုကြားရောက်တန်ကတဒုံဒုံနဲ့စူညံနေတယ်မနေ့ရောက်တဲ့အထိမိုးကမဆဲတဲ့အပြင်ပိုတောင်ပြင်းထန်လာတယ်မိုးဆက်တွေကနန်းရံတစ်ခုလိုဖြစ်နေပြီးနန်းတော်တစ်ခုလုံးကိုဖုံးလွှမ်းထားတဲ့နန်းဆောင်နောက်ဖက်မိုးရွာထဲမှာတော့လူတစ်ယောက်ကအေးဆက်ဆက်မြေပြင်ပေါ်မှာဒူးထောက်ပြီးတုတ်တုတ်များမလုပ်ပဲရှိနေတယ်တစ်ချက်ကြည့်လိုက်တာနဲ့တင်သူ့ကိုမှတ်မိလိုက်တယ်ဒီပုံစံကိုကျမဘယ်တော့မှမေ့မှာမဟုတ်ဘူးသူကကျမဘဝရဲ့မုံတီးမှုတွေနာကျင်မှုတွေအားလုံးကိုတည်ဆောင်လာပြီးကျမရဲ့မှတ်ဉာဏ်ထဲမှာဆွဲထင်နေခဲ့တာဖခင်ရဲ့ထီးနှံပေါ်မှာထိုင်နေရင်သူတို့အားလုံးကိုအထဲကိုဝင်ခွင့်ပြုလိုက်ဖို့အေးဆက်ဆက်အမိန့်ပေးလိုက်တယ်အေဂရီဖြစ်လာပြီးကလေးကဖခင်ကိုကျမမတွေ့ရတော့ဘူးသူကမြောက်ဖက်တောင်တန်းနန်းတော်ကိုထွက်သွားပြီးတခါမှပြန်မလာတော့ဘူးကျမရဲ့စွမ်းအားကိုကြောက်လို့လားလက်စားချေမှာကိုစိုးရိမ်လို့လားဒါမှမဟုတ်အပြစ်ရှိတယ်လို့ခံစားမိပြီးကျမမျက်လုံးတွေကိုမကြည့်ရဲလို့လားတော့မသိဘူးအခုတော့ကျမကအရှင်သခင်ဖြစ်သွားပြီးဒီကြီးမားတဲ့နန်းတော်ကြီးထဲမှာကျမကိုဘယ်သူမှမတားဆီးရဲတော့ဘူးမကြခင်မှာပဲမိုးရေတွေရွှဲရွှဲဆိုနေတဲ့တနာစရာအလွန်ကောင်းတဲ့အနီရောင်မြေခွေးမလေးတစ်ယောက်ကိုအဆောက်နှစ်ယောက်ကဆွဲခေါ်လာကြတယ်။သူမရဲ့အပေါ်မှာအဖိုးတန်ဝေးယုံတွေမရှိတော့ဘူး။စူဂျီလန်ကအကုန်သိမ်းယူသွားခဲ့ပြီးမြေခွေးမလေးကတော့ကြမ်းတမ်းတဲ့အိတ်ဆုပ်တွေကိုသာဝတ်ထားရတယ်။အရင်တုန်းကအဝတ်စားတွေကမိုးရေထဲမှာခန္ဓာကိုယ်နဲ့ကပ်နေပြီးသူမရဲ့ပိန်လီနေတဲ့ပုံစံကိုပိုပြီးထင်ရှားစေတယ်။သူမရဲ့အဝတ်စားဟောင်းတွေပေါက်ပြဲတွေကကျမရဲ့အရင်တုန်းကမှတ်ဉဏ်တွေကိုပြန်သတိရစေတယ်။
အရင်တုန်းကအနီရောင်မြေခွေးမလေးမပြောင်းလဲတတ်သေးတဲ့အချိန်တုန်းကသူကမြေခွေးပုံစံနဲ့ကျမနောက်ကိုအမြဲလိုက်နေခဲ့တာသူမပထမဆုံးအချိန်လူပုံစံပြောင်းလဲတဲ့နေ့ကဘာနိမိတ်မှမရှိခဲ့ဘူးသူမကအဝတ်စားတစ်ခုမှမပါပဲအလုံးလိုက်အခေါက်လိုက်နဲ့ရောက်လာခဲ့တာဘာလို့ရမှန်းမသိပဲကြောင်တောင်လေးရက်နေရှာတယ်ကျမတညလုံးသူမအတွက်ကျမရဲ့အဝတ်ဟောင်းလေးတွေကိုချုပ်ပေးခဲ့ရတယ်အဝတ်စားကရိုးရှင်းပေမဲ့အဲ့ဒီချုပ်ရိုးတိုင်းမှာကျမရဲ့ဂရုစိုက်မှုတွေအပြည့်ပါခဲ့တာအဲ့ဒီအဝတ်တွေကိုဝတ်လိုက်တဲ့အခါမြေခွဒီမလေးကကျမကိုထာဝရကာကွယ်ပေးပါမယ်လို့ကတိပေးခဲ့ဘူးတယ်အခုတော့သူမကဒီလိုကြမ်းတမ်းတဲ့အဝတ်စုပ်လေးတွေနဲ့အရင်တုန်းကကျမတို့နှစ်ယောက်တူတူနှွေးထွေးခဲ့တာတွေကိုတတိယအောင်လုပ်ပြီးခွင့်လွှတ်ပေးဖို့တောင်းပန်နေတာလားဒါပေမဲ့ချစ်ချင်းမြတ်တာဆိုတာမရှိတော့ဘူးမဆုံးနိုင်တဲ့မုန်းတီးမှုတွေပဲကြံတော့တဲ့သစ္စာဖောက်မှုတွေနဲ့ကလေးမွေးချိန်တုန်းကဒုက္ခတွေကကျမတို့ကြားကအချိတ်ဆက်တွေကိုပြတ်တောက်သွားစေခဲ့ပြီးဒီအမာရုပ်ကလယ်ပင်မှာတည်းမကပဲနှလုံးသားထဲမှာပါကြံရစ်ခဲ့တာကျမအေးဆက်ဆက်နဲ့မေးလိုက်တယ်ဘာလို့မင်းကဒီမှာရောက်နေရတာလဲအဲ့ဒီမိန်းမစူဂျီလန်စီမာမသွားဘူးလားသူမကမင်းရဲ့အချစ်တော်မဟုတ်ဘူးလားမင်းမပြောခဲ့တယ်မဟုတ်လားအေဂရီရဲ့စက္ကန့်သူကသာကိုမီမြေခွေးရဲ့သွေးနဲ့ထိုက်တန်တယ်လို့အနီရောင်မြေခွေးမလေးကအေးဆက်ဆက်မြေပြင်ပေါ်မှာဒူးထောက်ချလိုက်ပြီးမျက်ရည်တွေနဲ့မိုးရေဆက်တွေရောပြောနေတဲ့သူမရဲ့မျက်နှာကိုမော့ကြည့်လိုက်တယ်သူမကတုံရီနေတဲ့အတန်နဲ့တောင်းပန်လိုက်တယ်အခုတော့ကျမကအတုံးမကျတဲ့သူဖြစ်သွားပြီးစူဂျီလန်ကကျမကိုနှိပ်ထုတ်လိုက်တယ်သူမကကျမကိုအားနေပြီးအတုံးမလိုတဲ့သူလို့သတ်မှတ်တယ်ရှင်ပဲကျမကိုကဲတင်နိုင်မှာပါကျမကနဂါးရာစာပလင်ပေါ်မှာထိုင်နေတဲ့ကျမရဲ့နှစ်ဖက်စလုံးမှာကြောက်မက်ဖွယ်ကောင်းတဲ့အဆောင်တွေကရက်နေကြတယ်အောက်မှာတော့အနီရောင်မြေခွေးမလေးကမိုးရီထဲမှာဆိုးရွှဲပြီးတနာစရာကောင်းတဲ့ပုံစံနဲ့ရက်နေတယ်သူမကစူဂျီလန်ပွေ့ပိုက်ထားခဲ့တဲ့အရင်ကလိုယုံကြည်မှုအပြည့်နဲ့မြေခွေးမလေးမဟုတ်တော့ဘူးအချက်တကွဲနဲ့တနာစရာကောင်းတဲ့သူမကိုကြည့်ပြီးကျမစိတ်ထဲမှာတနာစရာလိုလေးတစ်စက်မှမရှိဘူးလက်စားချေရလို့ကျင်းနှက်မိုံပဲရှိတယ်ဒါကခစားမှုနဲ့တစ္ဆာဖောက်မှုရဲ့အကျိုးဆက်ပါပဲဒါဟာကျမကိုစာဖောက်ခဲ့တဲ့အတွက်သူမပေးဆက်ရမယ့်တန်ဖိုးပေါ့ကျမရေမောလိုက်တယ်ကျမရဲ့ရေတံထဲမှာလောင်ပြောင်မှုတွေပြည့်ပါနေတယ်မင်းကအတုံးမကျတဲ့တပားသူစီကအနှင်ခံရသူပဲမင်းရဲ့နေရာကနတ်ဖုံရဲ့အပြင်ဘက်မှာပဲရှိတယ်နောက်တစ်ခါဘယ်တော့မှပြန်မလာနဲ့တော့မင်းဘာလို့ငါစီလာတာလဲငါအတွက်အတုံးမကျတဲ့သူတွေမလိုဘူးတစ္ဆာဖောက်တွေဆိုပိုတော့မလိုသေးဘူးမြေခွေးမလေးကကျမကိုတောင်းပန်တဲ့မျက်လုံးတွေနဲ့ကြည့်တယ်လီရွက်နှစ်တွေအကြာကြီးကြာပြီးတဲ့နောက်မှာရှင်ကအရာအလုံးကိုမေ့ပြစ်နိုင်လောက်အောင်တကယ်ပဲရက်ဆက်တဲ့သူဖြစ်သွားပြီလားအဲ့ဒီတုန်းကရှင်သာခန်းပေးမှာညတိုင်းအစားအစာတွေမပို့ပေးခဲ့ရင်ရှင်စာလောင်ပြီးတေးသွားလောက်ပြီးကျမတို့နှစ်ယောက်တူတူအခက်ခဲဆုံးအချိန်တွေကိုဖျက်ကျော်ခဲ့ကြတာလေရှင်မေ့သွားပြီလားကျမအေးဆက်ဆက်လောင်ရလိုက်တယ်မျက်ဝန်းထဲမှာပို့ပြီးအေးဆက်သွားတယ်ဟုတ်တယ်မမေ့ဘူးငါဘယ်တော့မှမေ့မှာမဟုတ်ဘူးငါမင်းကိုယတနာတစ်ခုလိုသဘောထားခဲ့တယ်ငါရဲ့စိတ်နှလုံးကိုဖွင့်ပြခဲ့တယ်မင်းကိုကိုမိမြေခွေးဖြစ်လာအောင်ငါရဲ့နှလုံးသွေးကိုတောင်ပေးခဲ့တယ်ဒါပေမဲ့မင်းကတော့အာနာနဲ့အမျက်အတွက်ငါ့ကိုအသုံးမလိုတော့တဲ့ဖက်နှက်အဟောင်းလိုစွန့်ပစ်ခဲ့တယ်ကလေးမွေးပြီးအားနည်းဆုံးအချိန်မှာမင်းကငါလက်ပင်ကိုအပြင်းထန်ဒဏ်ရာရအောင်လုပ်ပြီးစူဂျီလန်နဲ့အတူထွက်ပြေးသွားခဲ့တာအရင်ကမင်းကိုဒီလောက်ချစ်ခဲ့မိပေမဲ့အခုတော့အဲ့ဒီလောက်ပဲနက်နက်ရှိုင်းရှိုင်းမုန်းတီးနေပြီးဒီမုန်းတီးမှုကငါအယိုးထဲထိဆွဲသွားပြီးဘယ်တော့မှမေ့မှာမဟုတ်ဘူးမြေခွေးမလေးကပေးသေးဘူးလှေကားထစ်တွေစီတိုးကပ်လာပေမဲ့အဆောင်တွေကတားလိုက်တယ်သူမဒူးထောက်ပြီးတောင်းပန်ပြန်တယ်လီရွက်ကြခဲ့လို့စူဂျီလန်ရဲ့စကားကိုနားယောင်မိတာပါခွင့်လွှတ်ပေးပါကျမအမားကိုတိပြီးရှင်တစ်သက်လုံးခိုင်းတာကိုလုပ်ဖို့အစင်သင့်ပါပဲမောစာချွမ်းနဲ့တူရှင်ခိုင်းတာအကုန်လုပ်ပါမယ်သူမရဲ့မျက်လုံးထဲမှာတက်မှတ်မှုတွေရှိနေပေမဲ့သူမနောင်တရတာမဟုတ်ဘူးဒီပလင်နဲ့ကျမရဲ့အေဂရီအာနာကိုလိုချင်နေတာဆိုတာကျမသိတယ်သူမရှိမှစူဂျီလန်ပဲရှိရှိစူလီရွက်ပဲရှိရှိသူမရဲ့အရင်ကအာနာတွေကိုပြန်ရဖို့ပဲအရေးကြီးတာသူမကသူမကိုသူမပဲချစ်တာဒီလိုလူမျိုးတွေကပိုပြီးအတူအယောင်လှုပ်လေပိုပြီးတောင်းပန်လေလေကျမကိုပိုပြီးယွန်းရှာစေလေပဲကျမလောင်ပြုံးလေးနဲ့မေးလိုက်တယ်မင်းတကယ်ပဲအကုန်လုပ်ရဲတာလားမီးတဲ့ရေထဲကိုတောင်ဆင်းရဲတာလားအနီရောင်မြေခွေးမလေးရဲ့မျက်လုံးထဲမှာမျောလင်းချက်တွေတောက်ပတ်လာတဲ့သူမချက်ကလေးလိုခေါင်းညိတ်တဲ့သဘောတူပါတယ်ဘာမဆိုလုပ်ပါမယ်ဂတိပေးပါတယ်ကျမပြောတဲ့စကားတိုင်းအမှန်ပါပဲကျမလည်းရင်နက်ဖျားတွေတန်ခတ်ပါစေကျမရေမော်ရဲ့အဆောင်တွေကိုအမိတ်ပေးလိုက်တယ်အဲ့ဒီအနီရောင်မြေခွေးမကိုခေါ်သွားလိုက်ပါသူ့ရဲ့စွမ်းအားတွေကိုဖျက်ဆီးပစ်ပြီးနန်းတော်ထဲမှာထာဝရကျမရဲ့ကြုံခံခိုင်းလိုက်အဆောင်တွေကသူမကိုချက်ချင်းဆွဲခေါ်သွားကြတယ်အနီရောင်မြေခွေးမလေးကထိတ်လန့်တကြားအော်ဟစ်လိုက်တယ်လီရွက်ကျမအမှားလုံးမိတာပါခွင့်လွှတ်ပေးပါကျမတို့ရဲ့တငယ်ချင်းအဖြစ်နဲ့ပဲဖြစ်ဖြစ်ကဲတင်ပေးပါနောက်တစ်ခါဘယ်တော့မှမဖောက်ပြန်တော့ပါဘူးသူမရဲ့အော်ဟစ်တောင်းပန်တန်တွေကနှလုံးသားကိုညှစ်ထုတ်နေတယ်လို့ဖြစ်ပေမဲ့ကျမကတော့ဘာမှမထိခိုက်နိုင်ပါဘူးကျမစိတ်ထဲမှာတော့အေးဆက်ဆက်ဗလာနဲ့ပဲရှိတယ်ဒီအချိန်ကစပြီးအနီရောင်မြေခွေးမလေးဟာသူမရဲ့အလှပနဲ့ရှာချိုတဲ့စကလုံးတွေနဲ့အရေးပါသူတွေကိုအယုံသွင်းလို့မရတော့ဘူးတာမန်ကျမတယောက်အနေနဲ့နေတိုင်းအရှက်ရတာကိုခံစားရလိမ့်မယ်ဒါကသူမအတွက်အကောင်းဆုံးကံကျမနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ပါပဲခုနှစ်ရက်ဆိုတဲ့အချိန်လေးကတော့မျက်စိတမိတ်အတွင်းကုန်းဆုံးသွားတယ်။အေဂရစ်ဖခင်ကလည်းဘာမှမငင်းစေပဲစူဂျီလန်နဲ့အတူမိခင်ရဲ့ဂူပေးမှန်ကိုတွားဖို့အတွက်ပူဇော်ပွဲတွေပြင်ဆင်ထားတယ်။မိခင်ဆုံးသွားတာ22တောင်ရှိပြီးနတ်ဖုံရဲ့ဒလေးရအေဂရီရဲ့ဂူပေးမှန်ကိုတစ်နှစ်မှာ3ကြိမ်ချင်းမင်းခင်မင်းဂျွန်နန်ဂျင်းနဲ့နှစ်ပတ်လည်နေ့တွေမှာတွားရောက်ဂါရဝပြုရတယ်။အဲ့ဒီခန်းနာကိုမိသားစုဝင်တွေကလက်ဆောင်တွေနဲ့အတူကိုယ်တိုင်လာရောက်ရမယ်။ဒါပေမဲ့22လုံးလုံးအေဂရစ်ဖခင်ကသူမရဲ့ဂူပေးမှန်ကိုလာမကြည့်ခဲ့ဘူးနန်းတော်ထဲမှာလည်းမိခင်အကြောင်းကိုဘယ်သူမှမပြောရဲကြဘူးသူမှမရှိခဲ့ဘူးတလို့ပဲဘယ်သူမှဂါရဝပြုဖို့မလာခဲ့ဘူး
မိခင်ရဲ့ဂူပေးမှန်ကလူတိုင်းမေးပြစ်တာကြားလာပြီးတောပိတ်ပေါင်းပင်တွေနဲ့ပြည့်နေတယ်ကျမတစ်နှစ်တစ်ခါမိခင်ရဲ့နှစ်ပတ်လည်နေကြမှာပတ်စံနေနေနဲ့တတိတွေဝယ်ပြီးသူမနဲ့စကားပြောဖို့ဂူပေးမှန်စီတိတ်တိတ်ကလေးသွားခဲ့တာဖခင်အချစ်တော်တွေဆိုရင်တော့အရေးမပါတဲ့သူတွေတောင်အဖိုးတန်ဂူပေးမှန်တွေနဲ့ကြီးကျယ်တဲ့အခမ်းအနားတွေလုပ်ပေးတတ်ပေမဲ့ကျမမိခင်ရဲ့ပြစ်ထားခံရတဲ့ဂူပေးမှန်နဲ့တော့ကွာခြားလွန်းလာတဲ့အစပိုင်းတုန်းကတော့ဖခင်ကဘာလို့သူမကိုလုံးဝမေ့သွားပြီးဒီလောက်အေးဆက်နေရတာလဲဆိုတာကျမနားမလည်ခဲ့ဘူးအရင်တုန်းကကျမဟာမိခင်ရဲ့နှစ်ပတ်လည်နေ့အကြောင်းကိုဖခင်ဖြစ်သူအေဂရစ်ကိုတတိပေးဖို့အတော်လေးတတိထားစူးစမ်းခဲ့ဘူးတယ်။ဒါပေမဲ့ပြန်ရခဲ့တဲ့အဖြေကတော့သူ့ရဲ့ဒေါသတကြီးအော်ဟစ်မှုနဲ့တလားလုံးအိမ်မှာပဲအကျယ်ချုပ်ချခံထားရတဲ့အဖြစ်ပါပဲ။အဲ့ဒီတလားလုံးကျမကိုနန်းတော်ရဲ့အဝေးဆုံးနေရာမှာပိတ်လောင်ထားခဲ့ပြီးအဝါပိုက်အောင်တောင်မစားခဲ့ရဘူး။အဲ့ဒီအချိန်ကစပြီးဖခင်ဟာမိခင်ကိုမေ့သွားတာမဟုတ်ပဲတမင်တကာမေ့ပြောက်အောင်လုပ်နေတာဆိုတာကျမနားလည်ခဲ့တယ်။သူကမိခင်ရဲ့အသက်ရှင်ခြင်းတည်ဆုံခြင်းကိုဘာမှအလေးမထားဘူးမိခင်တည်ဆုံသွားတဲ့အတွက်သူတောင်ဝမ်းသာနေခဲ့ပုံရတယ်အဲ့ဒီရဲ့အမှန်တရားကိုတော့ကျမပြန်လည်မွေးဖွားလာပြီးနောက်မှာအချိန်နဲ့အင်အားတွေအများကြီးအသုံးပြုပြီးမှသာနာကျင်စရာကောင်းတဲ့အမှန်တရားကိုသိခဲ့ရတာပါဒီအမှန်တရားကြောင့်ပဲကျမဖခင်အပေါ်ယုံကြည်မှုတွေလုံးဝကုံဆုံးသွားခဲ့ပြီးသူစိတ်ကိုပါမုန်းတီးသွားခဲ့တယ်ဒီနေ့တော့သူဟာမိုးအုပ်နေတဲ့ကောင်းကင်လိုစိတ်ညစ်ညူးစွာနဲ့တွန်းလဲပေါ်မှာထိုင်နေပြီးပတ်ဝန်းကျင်ကိုပါအေးဆက်ဆက်အငွေ့သက်တွေလွှမ်းခြုံသွားစေတယ်ဒီခန်းနာကိုသူလုံးဝမကျေနပ်မှန်းသိတာပေမဲ့ကျမရဲ့အမိန့်ကိုတော့ဖီဆန်ရဲခြင်းမရှိဘူးပထမဆုံးအကြိမ်အနေနဲ့ကျမဟာမင်းသမီးတစ်ပါးလိုမျိုးအေဂရီရဲ့တွန်းလဲကိုစီးနှင်းခဲ့တယ်တမင်ရှိကောင်ဆွဲတဲ့တက်တက်ရောင်ဖီနစ်မြက်တွေနဲ့အလှဆင်ထားတဲ့တွန်းလဲကနတ်ဖျားတို့ရဲ့တေးသွားတွေကြားထဲမှာတိမ်တိုက်တွေကိုဖျက်ကျော်ပြီးမြောက်ဘက်ကအေဂရီတို့ရဲ့ဂူပေးမန်စီဦးတည်သွားခဲ့တယ်အေဂရစ်တို့ရဲ့ကြီးမားတဲ့ကူပေးမှန်မှာတော့မျိုးဆက်ပေါင်းများစွာကမှုမှတ်တွေရဲ့တင်ချိုင်းတွေရှိတယ်။တင်ချိုင်းတစ်ခုချင်းစီဟာအဖိုးတန်ပစ္စည်းတွေနဲ့ပြည့်နှက်နေပြီးအမြဲတမ်းဂရုစိုက်ခံထားရပေမဲ့မိခင်ရဲ့တင်ချိုင်းကတော့အဝေးဆုံးထောက်မှာတည်ရှိပြီးပြစ်ထားခံထားရတဲ့ပုံစံနဲ့ထင်ရှားနေတဲ့ခန်းနာတဲ့တင်ချိုင်းတွေကိုကြော်ဖြတ်ပြီးတဲ့နောက်ကျမတို့ဟာအဲ့ဒီပြစ်ထားခံရတဲ့တင်ချိုင်းစီရောက်လာခဲ့တဲ့တင်ချိုင်းကတန့်ရှင်းရေးမလုပ်ထားဘူးပေါင်းမြက်တွေနဲ့ပန်းတွေဖုံးရမ်းနေပြီးတင်ချိုင်းကြောင့်တိုင်မှာပင့်ကူအိမ်တွေတွဲလောင်းကျနေတဲ့ကြောက်တိုင်တောင်မရှိပါဘူး။အေဂရီဆူတင်ချိုင်းလို့ရေးထားတဲ့အစိမ်းရောင်ကြောက်ပြားလေးတစ်ခုပဲရှိတယ်။ဒါပေမဲ့စာလုံးတွေကနှစ်ကာလကြာညောင်မှုကြောင့်ဝါတာတာဖြစ်နေပြီးဖက်လို့တော့မရတော့ဘူး။အေဂရီဖခင်ကတွန်းလဲပေါ်မှာထိုင်ရင်းမျက်မှောင်ကျုပ်ကစိတ်မရှိစွာနဲ့ပြောလိုက်တယ်။မြန်မြန်ပူဇော်ပွဲလုပ်ပြီးထွက်သွားကြရအောင်ဒီနေရာကအလွန်တရာမှောင်မိုက်နေတဲ့တမျိုးကြီးပဲ။စူဂျီလန်ကလည်းတွန်းလဲပေါ်ကဆင်းလာပြီးနှာခေါင်းကိုရှုံကယွန်ရှာမှုနဲ့မကျေနပ်မှုတွေပြည့်နေနေတဲ့အတန်နဲ့ပြောလိုက်တယ်ဒီနေရာကတကယ်ကိုချိန်စာတင်နေတဲ့နေရာပဲအမိုက်တွေအနံ့ဆိုးတွေနဲ့ပြည့်နေတာပဲလွန်ခဲ့တဲ့နှစ်ဆက်ကတည်သွားတဲ့သူအတွက်ဘာလို့ပူဇော်နေရတာလဲဒါကအချိန်ကုန်တာမဟုတ်ဘူးလားစူဂျီလန်ရဲ့စကားတွေကကျမရဲ့နှလုံးသားကိုထိုးနှက်သွားတယ်လို့ခံစားလိုက်ရတဲ့အေဂရီဆိုတာသူမရဲ့မွေးစားမိခင်ပဲတွေးတာတော်ဆက်မှုမရှိပေမဲ့သူမကိုနှစ်ပေါင်းများစွာစောင့်ရှောက်ခဲ့သူပါဒါပေမဲ့စူဂျီလန်ကတော့တင်းချိုင်းကိုအထင်သေးပြီးရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုနေတဲ့ကျမသူမကိုအေးဆက်ဆက်တစ်ချက်ကြည့်လိုက်ပြီးအမိန့်ပေးလိုက်တယ်သူမကိုပါရိုက်လိုက်စမ်းအဲ့ဒါကိုမြင်တော့စူဂျီလန်ကကြောက်လန့်ပြီးဖခင်ဖြစ်သူအေဂရီရဲ့နောက်ွယ်မှာပုံးလိုက်ကငိုရှိုက်ပြီးလက်မောင်းကိုတင်းဖတ်ထားလိုက်တယ်ဖခင်ကြည့်ပါဦးစူလီရွက်ကမိခင်ရဲ့စွမ်းအားကိုရသွားပြီးကျမကိုတောင်ပါရိုက်ခိုင်းနေတယ်ဒီအတိုင်းသာဆက်ဖြစ်နေရင်နောက်နေ့ကျရင်သူမကဖခင်ရဲ့ထီးနှန်းကိုလူယူပြီးနန်းတော်ကနေနှင်ထုတ်တော့မှာပေါ့ဟွန်းငါလာထီးနှန်းကိုလူယူခြင်းရင်နောက်နေ့အထိစောင့်နေစရာမလိုဘူးပြန်လဲမွေးဖွားလာတဲ့အေဂရီတစ်ပါးအနေနဲ့အေဂရီရဲ့စွမ်းအားကိုနိုးထစေခဲ့ပြီးငါရဲ့မျိုးနွယ်စုအတွက်နှစ်ပေါင်းထောင်ချီတဲ့ကံကောင်းခြင်းတွေကိုယူဆောင်ပေးခဲ့တဲ့မျိုးနွယ်စုရဲ့အကြီးအကဲတွေနဲ့တကိုးကြီးသူတွေကလည်းငါနောက်ကိုအချိန်တော်ကြာကလေးကလိုက်ပါနေကြတာငါသာဖခင်ကိုဖြုတ်ချခြင်းရင်စကားတခုံပြောလိုက်ရုံပဲအခုဆိုရင်ဖခင်ကစွမ်းအားရရောဩဇာအာဏာရပါငါနဲ့မရှင်နိုင်တော့ဘူးသူကြံရစ်ခဲ့တဲ့အနှဲငယ်သောစစ်အာဏာဟာငါရဲ့အေဂရီစွမ်းအားနဲ့မော်ဇာချွမ်းရဲ့ငကားစွမ်းအားရှိမှဘာမှမဟုတ်တော့ဘူးအေဂရီဖခင်ကကျမရဲ့မျက်လုံးတွေကိုအကြာကြီးကြည့်နေတယ်ကျမရဲ့မျက်ဝန်းထဲကမရိမ့်ရိုင်တဲ့ဆုံးဖြတ်ချက်ကိုသူမြင်လိုက်ရတဲ့အခါနောက်ဆုံးတော့ခေါင်းငုံသွားပြီးစူဂျီလန်ကိုကာကွယ်ပေးဖို့ညင်းဆန်ကနောင်တနဲ့ပြောလိုက်တယ်ဂျီလန်မင်းကိုမင်းပါရိုက်လိုက်စမ်းမင်းမပြောတင်တာတွေကိုပြောမိပြီစူဂျီလန်ကသူမရဲ့ဖခင်ဖြစ်သူကိုမယုံနိုင်စွာနဲ့ကြည့်ပြီးမိုးရှိုက်ကတိုးတိုးလေးပြောလိုက်တယ်ဖခင်ဘာလို့ဖခင်ကတောင်စူလီရွက်ဘက်ကရက်တီပေးရတာလဲဖခင်ကကျမကိုအချစ်ဆုံးဆိုပြီးတစ်သက်လုံးကာကွယ်ပေးမယ်လို့ပြောခဲ့တယ်မဟုတ်လားဘယ်လိုလုပ်ပြီးကျမကိုကိုပါရိုက်ခိုင်းနိုင်ရတာလဲကျမစူဂျီလန်ရဲ့မိုင်မဲမှုကိုတိလိုက်ရပြီးသူမကိုအထင်သေးတဲ့အကြီးနဲ့ကြီးမိတဲ့ဖခင်ရဲ့အကာအကွယ်သာမရှိရင်သူမရဲ့အချင်းစရိုက်နဲ့ဆိုရင်ကြုံဖြစ်တောင်မထိုက်တန်ဘူးသူမကကျမကိုနှိမ်ဖို့နဲ့သူ့ရဲ့အာဏာကိုခိုင်မာအောင်လုပ်ဖို့ဖခင်ရဲ့လက်ထဲကအယုတ်တယုတ်တာဖြစ်တယ်ဒါပေမဲ့သူမကတော့ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုအခုထိယုံကြည်နေတော့မဲစူဂျီလန်ကိုဘာမှပြောမနေတော့ပဲမောဇာချွမ်းကိုလှည့်ကြည့်လိုက်တယ်မောဇာချွမ်းသူမကိုယ်တိုင်မရရင်မင်းကူညီပေးလိုက်ပါမညာမတာလုပ်လိုက်ပါမောဇာချွမ်းကအေးဆက်ဆက်ပြန်ဖြေလိုက်တယ်ကောင်းပါပြီမောဇာချွမ်းရဲ့အကြည့်ဖိအားကိုခံလိုက်ရတဲ့အခါစူဂျီလန်ကြောက်လန့်သွားပြီးမယုံကန်တော့ပဲမလိုလားတဲ့စိတ်နဲ့သူမကိုသူမပါရိုက်လိုက်တယ်ဒီပါရိုက်ချက်ကအလွန်ပေါ်ပါပြီးစစ်မှန်တဲ့နောင်တရားလုံးဝမပါဝင်ပါဘူးကျမကအေးဆက်ဆက်နဲ့ပြောလိုက်တယ်မလုံလောက်သေးဘူးငါကျေနပ်တဲ့အထိဆက်လုပ်
အဲ့ဒါကိုမြင်တော့ဖခင်ဖြစ်သူဧကရစ်ကမျက်မှောင်ကျုပ်ပြီးတီးမခံနိုင်တော့တဲ့အစုံကြားဝင်တားဆီးဖို့ကြိုးစားတယ်လီရွက်ဘလို့ပဲဖြစ်ဖြစ်သူမကမင်းရဲ့ညီမပဲတွေးကရေးထက်ပိုပြစ်တယ်မင်းလည်းအတိုင်းအစားတစ်ခုတော့တည်တင်တယ်အရန်လုံးမသွားပါနဲ့စကားတော်မဆုံးသေးခင်မှာပဲဧကရစ်ဟာကျမရဲ့အကြည့်ကြောင့်ကြောက်လန့်သွားပြီးစကားဆက်မပြောရဲတော့ဘူးစူဂျီလန်ကနောက်တစ်ကြိမ်သူမကိုသူမပါရိုက်လိုက်တယ်မောစာချွန်းကတော့ရှေ့ကိုတိုးလာပြီးသူမကိုတတိုင်းတိုင်းနဲ့ပါရိုက်ပေးလိုက်တော့တယ်စူဂျီလန်ရဲ့မျက်နှာဟာပုံပြက်ပန်းပြက်ဖြစ်သွားပြီးသွားတွေကျွတ်ထွက်ကမျက်နှာတစ်ခုလုံးဖူးယောင်လာတဲ့အစားကတော့သူမကျမကိုအော်ဟစ်ဆဲဆိုနေပေမဲ့ခဏအကြာမှာတော့အင်အားကုန်ခန်းသွားပြီးဒေါသတကြီးငေးကြည့်နေုံသာတတ်နိုင်တော့တယ်ဒီအဖြစ်ပေးမှုပြီးနောက်မှာပူဇော်ပွဲကိုစတင်လိုက်တယ်ကျမရဲ့အမိတ်တိုင်းနန်းတွင်းသူတွေကတင်းချိုင်းကိုတန်ရှင်းရေးလုပ်ပေးကြတယ်ပေါင်းမြက်တွေကိုနှုတ်ပြီးကြောက်တိုင်ကိုစီးကြောပေးကြတယ်အဖိုးတန်ပူဇော်ပစ္စည်းတွေကိုလည်းဆက်ကပ်ကြတယ်အရင်ကမှောင်မိုက်ပြီးပစ်ထားခံထားရတဲ့တင်းချိုင်းဟာမကြခင်မှာပဲစနစ်တကျပြန်လဲတန်ရှင်းသွားတယ်ကျမတင်းချိုင်းရှိမှရက်ပြီးလေးလေးနက်နက်ဒူးထောက်ဦးညွတ်လိုက်တယ်ဦးညွတ်ပြီးနောက်မှာစူဂျီလန်ကိုကြည့်လိုက်တယ်မင်းလှဲ့ပဲမုံတီးမှုတွေဒေါသတွေနဲ့ပြည့်နှက်နေတဲ့စူဂျီလန်ကမလိုလားတဲ့စိတ်နဲ့ဒူးထောက်လိုက်ရတယ်သူမရဲ့မျက်နှာကိုကြည့်ရတာမိခင်ကိုဂါရဝပြုတာမဟုတ်ပဲရန်သူတယောက်ကိုမြေမြုပ်နေရတယ်လို့မျိုးယွန်ရှာနေတဲ့ပုံစံမျိုးပါပဲဥညွတ်ပြီးတဲ့နောက်ဧကရစ်ကဒေါသတကြီးမေးလိုက်တယ်အခုကျေနပ်ပြီလားကျမပြုံးလိုက်ပြီးမကျေနပ်သေးဘူးလို့ပြောလိုက်တယ်စူဂျီလန်ကတော့ဥညွတ်ပြီးသွားပြီးဒါပေမဲ့ဖခင်ဖြစ်သူဧကရစ်ကတော့ချက်ချင်းပဲဒေါသထွက်လာတယ်ငါကအရင်ကဧကရစ်ပဲမင်းကငါ့ကိုတေသွားတဲ့သူရှိမှဒူးထောက်ခိုင်းချင်တာလားနောက်တစ်ခဏမှာပဲကျမရဲ့ဧကရီစွမ်းအားဖိအားကိုထုတ်လွှတ်လိုက်တဲ့အခါဖခင်ရဲ့မာနတွေလုံးဝပျောက်ကွယ်သွားတယ်ကျမရဲ့ဖိအားအောက်မှာဖခင်ဖြစ်သူဧကရစ်ကခေါင်းမောဖို့တောင်ခက်ခဲနေပြီးမလိုလားတဲ့စိတ်နဲ့ပြောလိုက်တယ်မင်းမေတည်သွားလို့ငါလည်းအလွန်နာကျင်ရပါတယ်ဒါပေမဲ့ငါသူမကိုမကယ်နိုင်ခဲ့တာပါသူမမင်းကိုမွေးတုံးကအလွန်အားနဲ့နေခဲ့တာဆရာဝန်တွေကကြည့်ပေးပေမဲ့မကယ်နိုင်ခဲ့ဘူးသူမအပေါ်ငါဘာပြစ်မှမရှိဘူးမင်းလည်းငါ့ကိုဒီလိုမျိုးအဆက်မခွဲသင့်ဘူးဇနီးတဲ့ရှိမှဒူးထောက်ရတာမင်းမေဧကရီဂုံတိတ်ခါထိခိုက်မှမကြောက်ဘူးလားအရင်တုန်းကဆိုရင်ဖခင်ရဲ့လှည့်စားမှုကိုကျမယုံမိမှာပါဒါပေမဲ့သူ့ရဲ့လုပ်ရက်တွေကိုကျမအချိန်တော်ကြာလေ့လာခဲ့ပြီးဒီစရင်တွေကတစ်ခုချင်းစီတိုင်းကတင်သူ့ကိုအပြစ်ပေးဖို့လုံလောက်ပါတယ်သူကခင်မုန်းကောင်းဖခင်ကောင်းမဖြစ်ထိုက်တယ်လို့လူတယောက်လို့တောင်ခေါ်ဖို့မထိုက်တန်ဘူးကျမအေးဆက်ဆက်နဲ့ပြောလိုက်တယ်ဒီနေ့မင်းမိခင်ရဲ့တင်းချိုင်းရှိမှဒူးထောက်ပြီးအပြစ်ဝင်ခံရမယ်တခုံပဲစန့်ကျင်ပြောဆိုရရင်အခုချက်ချင်းငါမင်းကိုရှင်းပြမယ်ဖခင်ကဒေါသတကြီးနဲ့ကျမစီပြေးဝင်လာတယ်မော့စာချွန်းကတော့လက်ဖွားနဲ့ရိုက်ထုတ်လိုက်တယ်ကျမလေထဲကိုထိလိုက်တဲ့အခါဧကရီရဲ့ခေါင်းပေါ်မှာတရားစီရင်ရေးဓာတ်တလက်ပေါ်လာတယ်ငါရဲ့လက်ဟန်တစ်ချက်နဲ့တင်သူ့စွမ်းအားတွေအကုန်ဆုံးရှုံးသွားလိမ့်မယ်အဲ့ဒီအခါမှာပဲဖခင်ကသူ့ရဲ့အာဏာဟာဘာမှမစွမ်းဆောင်နိုင်တော့မှန်သိလိုက်တယ်ဒေချင်းတရားရှိမှဂုံတိတ်ခါဆိုတာဘာမှမဟုတ်တော့ဘူးဧကရီကမိခင်ရဲ့တင်းချိုင်းရှိမှဒူးထောက်ချလိုက်ပြီးခက်ခက်ခဲခဲမိလိုက်တယ်ငါဘာပြောရမလဲကျမအေးဆက်ဆက်ပြောလိုက်တယ်အဲ့ဒီနှစ်တွေတုန်းကမင်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအကြောင်းနဲ့ငါမိခင်အပေါ်မင်းဘလောက်ကျေးဇူးကမ်းခဲ့တယ်လဲဆိုတာအကုန်ပြောပြမင်းကိုတနာရီအချိန်ပေးမယ်တခုခုလှုပ်ဝက်ထားတာဒါမှမဟုတ်ချန်လက်ထားတာတွေ့ရင်ငါကိုယ်တိုင်ရှင်းပြမယ်အဲ့ဒီအချိန်မှာပဲအရင်ဧကရစ်အပေါ်တစ္ဆာရှိခဲ့တဲ့မှုမှတ်အိုကြီးတွေကဒီမြင်ကွင်းကိုမကြည့်ရတော့ဘူးမင်းသမီးလီရွယ်ရှင်ဧကရီဖြစ်နေပြီပဲဘာလို့အရင်ဧကရစ်ကိုဒီလောက်ရက်ဆက်စွာအကြက်ကင်နေရတာလဲအရင်ဧကရစ်ကိုဒီလိုမျိုးလုပ်မယ်ဆိုရင်ရှင်ရဲ့ဂုံတိတ်ခါကိုပါထိခိုက်လာလိမ့်မယ်ဧကရီဖြစ်နေပေမဲ့အာနာကိုအလွဲသုံးစားလုပ်ပြီးစိတ်ကြိုက်လုပ်လို့မရဘူးမူးမတ်အိုကြီးတွေတဲကအများစုဟာကျမရဲ့လုပ်ရက်တွေကိုမကျေနပ်ကြဘူးကျမတည်ငြိမ်စွာနဲ့ပြောလိုက်တယ်တင်တို့ရဲ့အလေးစားရတဲ့အရင်ဧကရစ်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘာတွေကျူးလွန်ခဲ့တယ်လဲဆိုတာနားထောင်ကြည့်ကြပါငါသူ့ကိုအသက်နဲ့ချင်းချောက်လိုက်တဲ့အခါဖခင်ဖြစ်သူဧကရစ်ဟာမိခင်ရဲ့တင်းချိုင်းရှိမှဒူးထောက်ပြီးရှေးဟောင်းရှိုးဝက်ချက်တွေကိုပြန်တွေးတောဖို့တွန်းအားပေးခံလိုက်ရတယ်အဲ့ဒီနှစ်တွေတုန်းကမိခင်ဟာနတ်ဘုံကတထေးသမီးတစ်ယောက်ဖြစ်ပြီးကြီးမားတဲ့အရင်းမြစ်တွေပိုင်ဆိုင်ထားသူပါဖခင်ဖြစ်သူဧကရစ်ဟာသူမရဲ့ထောက်ပံ့မှုကြောင့်သာအာနာကိုတိစောက်နိုင်ခဲ့တာပါဒါပေမဲ့ထိနှံ့တက်ပြီးတဲ့နောက်မှာတော့ဖခင်ကမကျေနပ်ခဲ့ဘူးမိခင်ရဲ့ဩဇာအာနာကအရန်ကြီးမားလို့နဲ့သူမရဲ့အရေးချင်းတွေကပိုတာလွန်နေပြီးမှုမှတ်တွေကလည်းသူမကိုပဲထောက်ခံကြတယ်ကြာရှည်တဲ့ကာလတစ်ခုအထိသူတို့ရဲ့အာနာတွေကတူညီနေခဲ့တယ်ဖခင်ကမရငယ်ယူချင်တာပဲဖြစ်ဖြစ်နန်းတော်တိစောက်ချင်တာပဲဖြစ်ဖြစ်မိခင်ကချက်ချင်းတားဆီးလေးရှိတယ်အဲ့ဒီလိုနဲ့ကြာလာတဲ့အခါဖခင်ရဲ့မကျေနပ်မှုတွေကတိုးပွားလာပြီးမိခင်ကိုဖိနှိပ်ကလစ်လူရှုဖို့ကြိုးစားလာခဲ့တယ်အစပိုင်းတုန်းကတော့ဖခင်ဟာနတ်ဘုံကအစင်းမြင့်မင်းသမီးတစ်ပါးကိုမယားငယ်အဖြစ်တိမ့်ပိုက်ခဲ့ပြီးသူတို့နှစ်ယောက်ကြားမှာကျမရဲ့အမတော်စူဂျီလန်ကိုမွေးဖွားခဲ့တဲ့ဖခင်ဟာမိခင်ကိုနှစ်ပေါင်းများစွာတိတ်တဆိတ်ဆေးဝါးတွေတိုက်ကြွေးပြီးကလေးမရအောင်လုပ်ခဲ့တယ်မယားငယ်ကကလေးမွေးတဲ့အခါမှာတော့ဖခင်ဟာဂယုစိုက်ဟန်ဆောင်ပြီးအဲ့ဒီကလေးကိုမိခင်စီမှာကိုယ်ပိုင်ကလေးလိုမျိုးပြုစုဆောက်ရှောက်စေခဲ့တယ်ဒီနီလန်နဲ့မိခင်ဟာကလေးမရနိုင်တော့ပေမဲ့မိခင်တယောက်ရဲ့အခွင့်အရေးကိုရရှိခဲ့တယ်ထီနန်းကတော့မယားငယ်ကမှဂေးတဲ့ကလေးစီကိုရောက်သွားဖို့ရှိနေတာပါဧကရီမိခင်ကတော့အခြေအနေကိုလက်ခံပေးဖို့မှလွယ်ပြီးတခြားမတတ်နိုင်ခဲ့ပါဘူးတကယ်လို့ပွင့်ပွင့်လင်းလင်းရန်ဖြစ်ရင်ဧကရီဟာမိခင်ရဲ့ဩဇာအာဏာကိုမနှိမ်နင်းနိုင်မှာစိုးရင်ခဲ့ရတယ်
နောက်ပိုင်းမှာဧကရစ်ဟာစူဂျီလန်ကိုအာနာရီလွှဲပြောင်းပေးပြီးမရငယ်နဲ့အတူမိခင်ဖြစ်သူကိုအေးဆေးနီလန်းနဲ့ရှင်းထုတ်ဖို့စူးစမ်းခဲ့တယ်။ဒါဟာတကယ်ကိုလိမ္မာပါနဲ့တဲ့အစီအစဉ်တစ်ခုပါပဲ။ဧကရစ်ကစူဂျီလန်ကိုမွေးစားပေးခဲ့တာကြောင့်ဧကရစ်ကလည်းအယောင်ဆောင်ပြီးလာရောက်လက်ပတ်ခဲ့ရကနေကျမကိုဝင်ဆောင်ခဲ့ရတာပါ။နတ်ဖုံရဲ့ဥပဒေအရဧကရစ်ကမွေးတဲ့ကလေးကသာထီနန်းကိုဆက်ခံခွင့်ရှိတယ်။ကျမမွေးဖွားလာတဲ့အတွက်စူဂျီလန်ရဲ့အခွင့်အရေးတွေအားလုံးဆုံးရှုံးသွားပြီးဖခင်ရဲ့မရငယ်လဲတာသမီရဲ့ကျေးဇူးနဲ့ထီနန်းမှာအခွင့်ထူးခံရဖို့မမျှော်လင့်နိုင်တော့ဘူး။ဒါကြောင့်ပဲဖခင်ဖြစ်သူဧကရစ်ဟာမိခင်ရဲ့ဩဇာအာဏာကိုဖျက်ဆီးဖို့အန္တရာယ်ကြီးတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့တာပါ။နတ်ပုံတွေကရံပွဲတွေကြောင့်ပဲအသက်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့ဆေးဝါးတွေနဲ့ပင်ပန်းနွမ်းနယ်နေပြီးဂရုစိုက်မှုမရှိတဲ့မိခင်ဟာ3နှစ်အကြာမှာပဲဆုံးပါသွားခဲ့တယ်။သူမဆုံးသွားတဲ့အခါမိခင်ရဲ့နောက်လိုက်အုပ်စုတွေလည်းပြိုကွဲသွားပြီးဖခင်ကတော့အာဏာကိုခိုင်မာအောင်လုပ်နိုင်ခဲ့တယ်။ဒါကြောင့်ပဲသူကကျမအပေါ်မုန်းတီးနေခဲ့တာပါ။ဧကရစ်ရဲ့စကားတွေကိုကြားပြီးတဲ့အခါမှုမှတ်တွေအားလုံးတိတ်ဆိတ်သွားကြတယ်။တရားမျှတသူလို့နာမည်ကြီးခဲ့တဲ့အရင်ကဧကရစ်ဟာဒီလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူး။အမှန်တရားကိုသိနေတဲ့စူဂျီလန်ကတော့ကျမကိုဒေါသတကြီးငေးကြည့်နေတယ်။အာနာနဲ့ဂုံတိတ်ခါတွေဆုံးရှုံးသွားတဲ့ဖခင်ကလည်းကျမကိုဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်။စူလီရွက်အခုတော့ကျေနပ်ပြီလား။ကျမလက်ကိုဝေးရမ်းလိုက်တဲ့အခါဖခင်ရဲ့ဧကရစ်ဝိယုံတွေပျောက်ကွယ်သွားပြီးကျန်းတန်းတဲ့အိတ်ဆုပ်ဝိယုံနဲ့အစားထိုးသွားတယ်။ကျမကတော့မင်္ဂလာဝိယုံကိုဝစ်စင်ကတူးရဲသောဧကရစ်ဖြစ်နန်းတော်ရှိမှာရက်တည်နေခဲ့တဲ့ဖခင်ရဲ့စွမ်းအားတွေကိုတင်းယူလိုက်ပြီးမိခင်ရဲ့တင်ချိုင်းကိုထာဝရစောင့်ရှောက်စေဖို့အမိန့်ပေးလိုက်တယ်။သူမိခင်အပေါ်ကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုရာစုနှစ်ပေါင်းများစွာဒုက္ခခံပြီးဆက်ရလိမ့်မယ်။ညီမတော်စူဂျီလန်ကိုတော့ကျမခွင့်လွှတ်လိုက်တယ်။သူမရဲ့စွမ်းအားတွေကိုသိမ်းယူပြီးအဝတ်လျှော်တဲ့နေရာကိုပို့ပေးလိုက်တယ်။အခုဆိုရင်သူမနဲ့ဟွန်ဟူဟန်ဟျူတို့ဟာကျွန်တွေဖြစ်သွားပြီးသူတို့နှစ်ယောက်ရဲ့အချစ်ဇလံကိုအေးဆေးပြန်စားလို့ရပြီပေါ့။ကျမနဲ့မောဇာချွန်းတို့ကတော့မိခင်ဧကရီရဲ့အာနာကိုဆက်ခံပြီးနတ်ပုံတစ်ခုလုံးကိုကာကွယ်စောင့်ရှောက်သွားမှာပါဟုတ်တယ်လေ။